မိဘနဲ့သားသမီးအကြားမှန်ကန်သောအမြင်များလို့ဆိုတော့မှားရင်နဲ့အမြင်တွေလည်းရှိနေတယ်ဆိုတာကိုသိတာစေတယ်ပေါ့မိဘကိုပြုစုလုပ်ကြွေးရမယ်မိဘကိုရိုသေလေးစားရမယ်ဆိုတဲ့ဒီအဆုံးအမဟာမြတ်ဗုဒ္ဓရဲ့အဆုံးအမသာဖြစ်တယ်ဒီအဆုံးအမဟာကဘာမှာအမြဲတမ်းရှိနေတဲ့အဆုံးအမလည်းမဟုတ်ဘူးကဘာလူသားအလုံးလိုက်နာနေတဲ့အဆုံးအမလည်းမဟုတ်ဘူးသူတော်ကောင်းတွေကဆုံးမဩဝါဒပေးတဲ့အခါမှသာလေလူတွေရဲ့အတိုင်းဝိုင်းဟာမိဘနဲ့သားသမီးအကြားမှန်ကန်တဲ့အမြင်များကိုရရှိကြတာဖြစ်တယ်မြတ်စွာဘုရားရဲ့အဆုံးအမတည်ရှိနေမှသာလေကမ္ဘာလောကကြီးတစ်ခုလုံးဟာတာယာအေးချမ်းပြီးတော့ဘဟုဇနဟိတအများကောင်းစားဖို့အတွက်ဘဟုဇနဒုက္ခအများချမ်းသာဖို့အတွက်ဆိုတာဖြစ်လာနိုင်တယ်မြတ်စွာဘုရားအဆုံးအမကွယ်ပြောက်သွားပြီဆိုလို့ရှိရင်တော့ဒီမှန်ကန်သောအမြင်တွေကွယ်ပြောက်သွားတာနဲ့တပြိုင်နက်လူသားတို့ရဲ့လူလောကကြီးဟာကျဆင်းသွားပြီနောက်ဆုံးမှာတိရစ္ဆာန်လောကအဆင့်ရောက်သွားနိုင်တယ်လို့ဆိုတာတတိထားကြဖို့ပေါ့နော်တမန်အပြင်တော့ဘုရားဘာသာဝင်သူတော်စင်တွေငယ်စဉ်တောင်ကြီးကလေးဘဝကလေးကမာတာပိတုဥပဋ္ဌာဏမိဘဆိုတာပြုစုလို့ကြွေးရမယ်ဆိုတာငယ်ငယ်တည်းကဒီအတွေးဟာဝင်လာတာအဲ့တော့ဒီအတွေးဝင်တာမြန်မာလူမျိုးတွေမှသာဒီအတွေးဝင်တာကမ္ဘာမှာရှိတဲ့လူကြီးတန်ပေါင်း9000ကျော်သောလူတွေကြားထဲမှာဒီအတွေးမရှိတဲ့လူကအများကြီးပဲအဲ့တော့လွယ်လွယ်နဲ့ဒီအတွေးရတယ်လို့တော့မအောင်မေ့နေနဲ့မမှန်ကန်တဲ့အမြင်တွေဆိုတာလောကမှာရှိနေတယ်ပြောရမယ်ဆိုရင်မြတ်စွာဘုရားပွင့်တဲ့အချိန်တုန်းကခေတ်ပြိုင်ဘုရားနဲ့ပြိုင်လို့ပွင့်လာတဲ့အစိတကေတကမ္မလာဆိုတဲ့အစိတဆိုတဲ့နာမည်နဲ့နတ္ထိကဝါဒကိုဟောပြောနေတဲ့ဥစ္စေရဝါဒခုခေတ်လို့ဆိုရင်တော့ materialism ပေါ့ရုပ်ဝါဒီလို့ပြောမှာပေါ့ materialist ရုပ်ဝါဒကိုဆွဲကင်ထားတဲ့အစိတသူရဲ့ဟောပြောချက်ထဲမှာညင်းပယ်မှု10မျိုးအဓိကထားပြီးပြောတာအဲ့ဒီမှာဘာပါတော့လို့ဆိုတော့နတ္ထိမာတာနတ္ထိပိတာဒီစကားလုံးကိုအဓိပ္ပာယ်တိုက်ရိုက်ပြန်လို့ရှိရင်နတ္ထိမာတာအမေဆိုတာမရှိဘူးနတ္ထိပိတာအဖေဆိုတာမရှိဘူးတဲ့သူ့အမြင်နော်လောကမှာအမေအဖေမရှိဘူးလို့ပြောခြင်းဟာအမေကိုအသိမှတ်မပြုခြင်းနဲ့အဖေကိုအသိမှတ်မပြုခြင်းပဲဖြစ်တယ်ပေါ့ဒီဝါဒဟာအလွန်ကြမ်းတမ်းရက်ဆက်ပြီးတော့လူလောကကြီးကိုတိရစ္ဆာန်အသွင်ရောက်ရှိသွားအောင်တွန်းပို့တဲ့ဝါဒကြီးတစ်ခုသာဖြစ်တယ်ပေါ့အမှန်တန်ကြောက်စရာကောင်းတဲ့ဝါဒကြီးမြတ်ဗုဒ္ဓရဲ့အယူဆကအဋ္ဌိမာတာအဋ္ဌိပိတာအမေဖေဆိုတာရှိတယ်အမေကိုအသိမှတ်ပြုတယ်အဖေကိုအသိမှတ်ပြုတယ်ဒီလိုရှိတာနော်အမေဖေကိုအသိမှတ်ပြုခြင်းအပြင်မိဘရဲ့ခြေဆုတရားဆိုတာလည်းရှိတယ်ဆိုတာအသိမှတ်ပြုပြီးသားဖြစ်သွားဒါကြောင့်မို့ဘုရားရဲ့အဆုံးအမကြတော့မာတာပိတုဥပဋ္ဌာဏံပန္တိတပညတ္တံသပ္ပုရိတပညတ္တံလို့သဗ္ဗိသုတ်တံမှာတော့ဒီလိုဟောထားတာရှိသေးတယ်မာတာပိတုဥပဋ္ဌာဏမိဘကိုပြုစုလုပ်ကြွေးခြင်းသည်ပန္တိတပညတ္တံပညာရှိသည်အတိမတ်ပြုသောအရာဖြစ်တယ်သပ္ပုရိတပညတ္တံလူတော်လူကောင်းတွေအတိမတ်ပြုတဲ့အရာသာဖြစ်တယ်လို့ဒီစကားကိုကြည့်မယ်ဆိုလို့ရှိရင်ပညာရှိတဲ့ပုဂ္ဂိုလ်ကသာမိဘကိုပြုစုလုပ်ကြွေးသင့်တယ်လို့ဆိုတဲ့အယူဆကိုယူဆတာဖြစ်တယ်
သူတော်ကောင်းကသာလင်မိဘကိုပြုစုရတယ်ဆိုတဲ့အယူဆတာဖြစ်တယ်အဲ့တော့ကမ္ဘာလောကမှာရှိတဲ့လူတိုင်းဟာမိဘရဲ့ခြေဆုတရားမပြောနဲ့မိဘကိုတော့အသိမှမပြုဘူးလို့ဆိုတာအမှန်တမ်းထင်ရှားတယ်နော်ဒီကနေ့ဗုဒ္ဓဘာသာထွန်းကားတဲ့မြန်မာနိုင်ငံမှာပင်လင်မိဘကိုစော်ကားမော်ကားပြောတာတို့မိဘကိုဒီတပ်ဖြတ်ကျူးလွန်ပြီးတော့မာတုကာရကကံပိတုကာရကကံကျူးလွန်တာတွေဆိုတာတော်တော်လေးတွေ့လာရတယ်ပေါ့ဒါဟာမိဘအပေါ်လေးစားမှုကျေးဇူးတရားသိတတ်မှုဟာလျော့နေလာတဲ့အထိပ္ပယ်ကိုဖော်ပြတယ်ဒီလိုလျော့နေလာခြင်းဟာကောင်းတဲ့အသွင်လက္ခဏာမဟုတ်ဘူးဆိုးဝါးမဲ့အသွင်လက္ခဏာတစ်ခုဖြစ်လာဒါကိုတတိထားပြီးတော့သူတော်ကောင်းတေထွန်းကားနေအောင်မိဘဆိုတာရှိတယ်မိဘရဲ့ခြေဆုတရားဆိုတာရှိတယ်မိဘကိုပြုစုရင်ကောင်းကျိုးချမ်းသာတွေရတယ်မိဘကိုစော်ကားရင်မကောင်းတဲ့အကျိုးတွေရတယ်ဆိုတဲ့ဒီအတွေးခေါ်အမြင်တွေလူငယ်လူရွယ်တွေရဲ့ကြားမှာဆွဲဆွဲမြဲမြဲကြီးလူယဉ်ကျေးမှုတွေရဲ့လူယဉ်ကျေးတို့ရဲ့ကြားမှာဆွဲဆွဲမြဲမြဲရှိနေဖို့ဝိုင်းဝန်းပြီးဆောင်ရွက်ကြအောင်။ဘာဖြစ်လို့လဲဆိုတော့ဒါဟာဘုရားရဲ့အဆုံးအမသုကတဝိနည်းလို့ခေါ်တယ်။မြတ်စွာဘုရားရဲ့အဆုံးအမမြတ်စွာဘုရားရဲ့အဆုံးအမဆိုတာတစ်လုံးပဲဖြစ်ဖြစ်နှလုံးပဲဖြစ်ဖြစ်အများအကျိုးအတွက်ဖြစ်တယ်ကုသိုလ်ကောင်းမှုရဖို့အတွက်ဖြစ်တယ်ကောင်းကျိုးချမ်းသာတွေရဖို့အတွက်ဖြစ်တယ်ဘယ်ကိစ္စမှာပဲဖြစ်ဖြစ်ကောင်းတာလုံးဝကောင်းကျိုးရနိုင်တယ်အခြေအနေကောင်းမှဒုက္ခဆိုတာလဲလာတယ်ဟိတနဲ့ဒုက္ခတွဲလာတာဖြစ်တယ်မကောင်းတဲ့အတွေးခေါ်တွေကအာဟိတလို့ခေါ်တယ်အာဟိတတွေလက်ခံလာပြီဆိုလို့ရှိရင်တော့ဒုက္ခနဲ့ပဲတွေးမှာပဲနောက်မှာဟိတဆိုတဲ့ကောင်းကျိုးချမ်းသာကိုရစေနိုင်တဲ့အခြေအနေကောင်းတွေကိုလက်ခံထားမှသာလျှင်ဒုက္ခလို့ဆိုတဲ့ချမ်းသာစိတ်ကိုရမှာဖြစ်။ဒါကြောင့်မို့ဟိတဒုက္ခဆိုတဲ့ဒီစကားလုံးနှလုံးကိုတွဲဖက်ပြီးတော့သုံးထားတာဟိတဆိုတာအခြေအနေကောင်းတာကိုခေါ်တာဒုက္ခဆိုတာကောင်းကျိုးချမ်းသာကိုပြောတာဆိုပါစို့ပုဂ္ဂိုလ်မျိုးကြည့်တရားကြီးဖောက်လိုက်တဲ့အခါကျသွားရလိုက်အခြေအနေတွေကောင်းမသွားဘူးလားအဲ့ဒါအခြေအနေကောင်းလို့ခေါ်တယ်အဲ့ဒီအခြေအနေကောင်းကိုအကြောင်းပြုပြီးတော့သွားရလိုက်လွယ်ကူအယောင်းဝယ်တွေတိုးတက်ဖွံ့ဖြိုးလာတယ်ဒါကဖွံ့ဖြိုးတိုးတက်လာသည့်အတွက်ကြောင့်ဒုက္ခစီးပွားဥစ္စာတွေတိုးတက်ပြီးချမ်းသာကြွယ်ဝလာတယ်ဆိုတော့ဒါကိုဆိုလိုတာနော်ဟိတနဲ့ဒုက္ခဆိုတာတွဲဖက်ထားတာအခြေအနေကောင်းမှဒုက္ခဆိုတာရတာဘယ်နေရာပဲဖြစ်ဖြစ်အခြေအနေမကောင်းရင်ဒုက္ခဆိုတာမရနိုင်ဘူးအခြေအနေကောင်းဆိုတာစီးပွားရေးအခြေအနေကောင်းရှိတယ်ပညာရေးအခြေအနေကောင်းရှိတယ်လူမှုရေးအခြေအနေကောင်းရှိတယ်အဲ့လိုကျန်းမာရေးအခြေအနေကောင်းရှိတယ်ဆေးရုံကြီးတွေဆေးကန်းကြီးတွေရှိရင်ကျန်းမာရေးအခြေအနေကောင်းလို့ပြောရမှာပဲအယောင်းဝယ်တွေဖွံ့ဖြိုးတိုးတက်လို့ဒီမှာရောင်းရည်ဝယ်တာတွေကောင်းတယ်လမ်းမဆက်သွယ်ရေးကောင်းတယ်ဆိုစီးပွားရေးအခြေအနေကောင်းလို့ပြောရမှာတက္ကသိုလ်ကြီးတွေဖွင့်ထားတယ်ကျောင်းကြီးတွေဖွင့်ထားတယ်ဒါကပညာရေးအခြေအနေကောင်းလို့ခေါ်တယ်အဲ့ဒီလိုအခြေအနေကောင်းတွေမရှိဘဲနဲ့ဒုက္ခဆိုတဲ့ချမ်းသာဟာဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူးအဲ့ဒါလိုပဲဒီမိဘနဲ့သားသမီးအကြားမှာမိဘဆိုတာရှိတယ်အမေဖေဆိုတာရှိတယ်အမေဖေပေါ်မှာပြုစုလို့ကြွရင်ကောင်းကျိုးချမ်းသာရတယ်အမေဖေကိုစော်ကားရင်ပြစ်ရှိတယ်လို့ဆိုတဲ့ဒီအမြင်ဟာဟိတလို့ခေါ်တယ်ခြေနေကောင်းအဲ့ဒီအမြင်ရှိနေသမျှကာလပတ်လုံးလူလောကကြီးဟာတာယာချမ်းမြေ့ပွဲဖြစ်လာတဲ့ဒုက္ခဆိုတာကိုရမှာပဲအကယ်၍ဒီအဆုံးမှအယူအဆဒီအမြင်ပျောက်ကွယ်သွားပြီဆိုလို့ရှိရင်လူလောကကြီးဟာဟိတဆိုတာပျောက်ကွယ်သွားသည့်အတွက်ကြောင့်ဒုက္ခလည်းပဲပျောက်ကွယ်သွားမှာပဲလို့ဒီလိုပြောတာနော်အကြောင်းကျိုးဆိုတာဆက်ပြီးတော့နေတာဒါကြောင့်မို့လို့တမ္မန်လို့မအောင်မေ့နဲ့မင်္ဂလာတုတ်ထဲမှာပါနေတာပဲမာတာပိတုဥပဋ္ဌာဏဒါမင်္ဂလာတစ်ပါးနဲ့လူတိုင်းသိတယ်
တကယ်ကိုမင်္ဂလာပဲဒါတကယ်လို့ပြောင်းကွယ်သွားပြီဆိုလို့ရှိရင်သွားရောပြဿနာတွေအများကြီးတက်လာလိမ့်မယ်လူလောကကြီးရဲ့အခြေအနေတစ်ခုဟာအများကြီးဆုပ်ယုပ်သွားနိုင်တယ်ဆိုတာကိုစဉ်းစားကြည့်ဒါကြောင့်မို့အဋ္ဌိမတာအဋ္ဌိပိတာမိဘဆိုတာရှိတယ်ဆိုတဲ့အယူဆဟာဘုရားမြတ်စွာလူပညာရှိပုဂ္ဂိုလ်တွေသူတော်ကောင်းပုဂ္ဂိုလ်တွေကဟောပြောထားလို့ဒီအမြင်ဟာရရှိနေတယ်လို့ဒီလိုမှတ်ရမယ်အဲ့ဒီအမြင်ရှိနေမှကောင်းကျိုးချမ်းသာတွေရမယ်အဲ့ဒီအမြင်မပြောက်ကွယ်အောင်ထိန်းသိမ်းဆောက်ရှောက်ရမယ်သူကတောဝဘိက္ခဝေသူကတဝိနယောဝဒိဋ္ဌမာနောဘဟုဇနဟိတယဘဟုဇနဒုက္ခယလို့မြတ်စွာဘုရားသုတ္တန်တစ်ခုမှာဟောထားတယ်မြတ်စွာဘုရားပဲဖြစ်စေမြတ်စွာဘုရားရဲ့အဆုံးအမပဲဖြစ်စေလောကမှာရှိနေသည်မြတ်ကာလပတ်လုံးအများတရားတွေချမ်းသာဖို့ဖြစ်တယ်လို့ဒီလိုဆိုတာပေါ့ကောင်းပြီသားသမီးနဲ့မိဘချာမှန်ကန်သောအမြင်များလို့မြတ်စွာဘုရားရဲ့အမြင်ကိုရှေးဥစွာပြောကြရအောင်ဘုရားမြတ်စွာကဗြဟ္မာကြီးကိုကိုးကွယ်တဲ့လူအတိုင်းဝိုင်းအိန္ဒိယနိုင်ငံမှာဗြဟ္မနိဇင်းဆိုတာဒီဗြဟ္မာကိုးကွယ်တဲ့ဝါဒပဲဒါနာမည်သာလွယ်တာကောင်းကင်ဘုံကခော့ပဲသာဝရဘုရားကိုကိုးကွယ်တယ်ဆိုတာဗြဟ္မာကိုးကွယ်တာပဲဗုဒ္ဓဘာသာလွယ်ရင်ကျန်တဲ့ဘာသာတွေအားလုံးဟာခော့ဆိုတဲ့တကုရှင်ကိုကိုးကွယ်ကြတာအကြည့်ပဲပြောမယ်ဆိုရင်နတ်ကိုးကွယ်တဲ့ဘာသာတွေကြီးပဲအကုန်လုံးဘုရားဘာသာကသာနတ်ကိုးကွယ်တာမဟုတ်တာနတ်ကိုးကွယ်တဲ့ဘာသာတွေကဘာဖြစ်လဲနတ်ရဲ့မဆာမှုအမြဲတမ်းမျောလင့်နေကြမျောလင့်နေနတ်ကိုကျေးဇူးတင်တယ်နတ်ကလွယ်တင်တယ်မရှိဘူးသမင်းကျွေးတာတောင်ဘုရားသခင်ကကျွေးတယ်လို့ပြောတာနော်အဲ့တော့သွားဘူးလားမေဖေကပြောမှငါချက်ကျွေးနေတာစားနေပြီးတော့ဘုရားသခင်ကကျွေးတယ်ဆိုရင်တော့ငါစော်ကားရရောက်တယ်လို့ဒီလိုတောင်ပြောရလိမ့်မယ်ဖြစ်နေပဲနော်တကယ်လက်တွေ့ကျွေးနေတာအမေဖေကကျွေးတာအဲ့တော့ကျေးဇူးတင်မှုတွေဟာတလွဲရောက်သွားတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ကိုယုံကြည်တယ်ဆိုတာဟာအဲ့ဒီပုံစံမျိုးမဟုတ်ဘူးတတ္တဟတိတထာဂတတဘောဓိမြတ်စွာဘုရားရဲ့အတိညာဉ်ကိုယုံကြည်တာတကောကိုယုံကြည်တာမဟုတ်ဘူးအတိညာဉ်ကိုယုံကြည်တဲ့ကြောင့်အတိညာဉ်ဖြင့်ဆုံးမချမှတ်ထားတဲ့ဆုံးမစကားဟာဟောပြောထားတဲ့တရားဟာအလွယ်မှာမရှိဘူးလိုက်နာကျင့်သုံးလို့ရှိရင်ကောင်းကျိုးချမ်းသာတွေရမယ်ဒါကြောင့်မို့လိုက်နာဖို့ပဲလို့တယ်ပေါ့လိုက်နာရမယ်ဆိုတာလူတိုင်းဟာကိုယ်အားကိုယ်ကိုးတဲ့စိတ်အကယ်၍မလိုက်နာဘူးဆိုရင်ငါကိုယ်ကမိုက်တာငါဘုရားစကားနားမထောင်ဘူးဒီလိုပဲပြစ်တင်စရာရှိတယ်ပေါ့နော်ဒါကြောင့်မြတ်စွာဘုရားကဗြဟ္မာကိုးခဲ့တဲ့လူတွေရဲ့အတိုင်းဝိုင်းမှာမိဘနှစ်ပါးကိုဘာပြောလို့ဆိုရင်မိဘကိုတလေးတစားအိမ်ဦးမှာထားပြီးတော့ပြုစုစောင့်ရှောက်ကြတဲ့သားသမီးတွေဟာဗြဟ္မာနဲ့အတူနေတဲ့သားသမီးလို့ဒီလိုကေမောတတ်ပေးတာမြတ်စွာဘုရားမိဘကိုလေးစားလို့ရှိရင်ဒါဗြဟ္မာကိုလေးစားတယ်ဆိုတဲ့အဓိပ္ပာယ်ခေါဏဟာနဲ့ကွာသွားတယ်နော်ခေါဏကမိဘကကျွေးနေတဲ့ခြေစုကိုတာဖယ်ထားပြီးဘုရားသခင်ကကျွေးတယ်လို့တွေးတာအခုကမိဘဟာဘုရားသခင်ပဲလို့ပြောတဲ့အဓိပ္ပာယ်မျိုးရောက်တယ်နော်ဒါတခုမြတ်စွာဘုရားကလက်တွေ့ကြတာကိုပဲလက်ခံပြီးတော့ဟောပြောတယ်တဘာဝကြတဲ့တရားကိုမှတ်သားကြလောကလူတွေကလက်တွေ့ကိုကြော်ပြီးတော့စိတ်ကူးရင်ပဲရောက်သွားတတ်တယ်ပညာအသိပညာဟာလက်တွေ့စိတ်ကူးရင်ပဲရောက်သွားရင်လမ်းလွဲသွားနိုင်တယ်ပေါ့နောက်တစ်ခုကတော့မိဘကိုပုပ္ပါစရိယာတဲ့လက်ဦးဆရာလို့ဒီလိုနာမည်ပေးတယ်မြတ်စွာဘုရားလက်ဦးဆရာတဲ့ဟုတ်တယ်သာသမီတွေထွန်းကားလာတဲ့အခါမိဘတွေကသွန်သင်ဆုံးမကြရတယ်ငယ်လေးတွေကခုကြည့်လေဘုရားဘာသာမိဘတွေဆိုရင်ဖျားရှိက
ကလေးလေးလဲဟုတ်ချီခိုင်းတယ်ရှိခိုးခိုင်းတယ်တန်ဃာတွေနဲ့တွေ့ရင်လဲဟုတ်ချီခိုင်းတယ်ရှိခိုးခိုင်းဒါလေးတွေကသင်ပေးနေတာလေဣတိပိသောသင်ပေးတယ်တန်ဗုဒ္ဓေသင်ပေးတယ်သင်ပေးနေတာပဲဓမ္မောတတသင်ပေးတယ်အဲ့ဒီလိုကျောင်းမနေခင်ကတည်းကမိဘတွေကသားသမီးကိုသင်ပြီးတော့ပေးလာကြတာဒါကြောင့်မို့လက်ဦးဆရာမြည်တိုင်းစွာမာတာပိတမိနှင်ဖာဆိုတာမြတ်စွာဘုရားရဲ့စကားဖြစ်တဲ့ပုပ္ပါစရိယကိုတရုပ်ဖော်ထားတဲ့စကားများတာဖြစ်ဒါဘုရားရဲ့အဆုံးအမတစ်ခုပဲနော်ဒါကြောင့်မို့မြတ်စွာဘုရားကမိဘဟာတဲ့ဘဟုပကာရာဘိက္ခွေမာတာပိတရောပုဒ္ဒနာသားသမီးတွေအပေါ်မှာမိဘကျေးဇူးကြီးတယ်ကျေးဇူးများတယ်ဘာဖြစ်လို့ကျေးဇူးများတယ်လဲမိဘရဲ့ကျေးဇူးကိုပြောပြသမှာလို့ဆိုတဲ့အခါမှာတကဘာလုံးမှာရှိတဲ့အခြေအနေတရားကိုခြုံငုံပြီးတော့ပြောမယ်ဆိုရင်မြတ်စွာဘုရားစကား၃လုံးနဲ့ပဲပြောခဲ့တယ်နော်၃လုံးနဲ့ပြောတာတယောက်စီပြောခိုင်းမယ်ဆိုရင်တော့အမျိုးမျိုးပြောမှာပေါ့ဟောမြတ်စွာဘုရားကမိဘရဲ့ခြေဆုတရားဆိုတာပြောပြပါဆိုရင်မိဘဟာသားသမီးတွေကိုအာပါဒကဘေးရန်မကြရအောင်ဆောင်းလျှောက်ခဲ့တယ်ဒါတခုပောတကကျွေးမွေးခဲ့တယ်နှုတ်တိုက်တာကစပြီးတော့သားသမီးကိုကျွေးခဲ့တယ်မစားရတဲ့အရွယ်အစပြီးကျွေးလာနောက်တစ်ခုကဘာလို့ဆိုဣမတ္တလောကတ္တဓာတိတာရောဒီလောကကြီးကိုလာခွင့်ပေးတယ်ဒီလောကကြီးကိုပြတယ်အဲ့ဒီကျေးဇူးတရားတွေကိုသေချာအလေးနဲ့စဉ်းစားကြည့်အလေးနဲ့စဉ်းစားကြည့်ဒါပုံမှန်အားဖြင့်မိဘတွေကသားသမီးတွေပေါ်မှာတင်ရှိတဲ့ကျေးဇူး၃မျိုးလို့ဒီလိုပြောရမယ်နော်ကျေးဇူး၃မျိုးဆောင်းလျှောက်ခဲ့တယ်ဟုတ်တယ်ငယ်စဉ်တောင်ကြီးကလေးဘဝပက်လက်လေးပဲအိတ်တက်သေးတာအဲ့ဒီချိန်မှာမိဘကမဆောင်းလျှောက်ဘူးဆိုရင်ဒီကလေးအသက်ရှင်ဖို့မလွယ်ဘူးမစားတတ်သေးဘူးဆိုတဲ့အချိန်မှာနှိုးတိုက်ပြီးတော့ကျွေးခဲ့တယ်မကျွေးဘူးဆိုရင်ဒီကလေးဟာအသက်ရှင်ဖို့မရှိဘူးနောက်တစ်ခုမိဘတွေကဒီလောကကြီးကိုမပြဘူးဆိုရင်ဒီကလေးဟာလူဘဝရောက်ဖို့ဆိုတာမဖြစ်နိုင်ဘူးတဲ့ဒါဘုန်းကြီးတို့တွေမိဘမပါဘဲနဲ့လောကကြီးမှာမွေးဖွားလာတာလို့ရှိမှမရှိတာအမေဖေရဲ့ကျေးဇူးတရားနဲ့ပဲအသက်ရှင်ပြီးတော့ကြီးထွားလာကြတာလေအဲ့တော့ဒီကိစ္စတွေကိုကြည့်မယ်ဆိုလို့ရှိရင်ဒီကျေးဇူးတရားတွေကိုသာသမီကမိဘအပေါ်မှာတင်ရှိနေတယ်လို့ဒီလိုပြောတာမိဘအပေါ်မှာတင်ရှိနေတယ်အဲ့ဒါကြောင့်မလို့မာတာပိတုဥပဋ္ဌာဏမိဘကိုတုံ့ပြန်ပြီးတော့ကျေးဇူးပြုထိုက်တယ်ပြုစုလို့ကြွေးတဲ့နဲ့လောကကြီးမှာလူရလူဖြစ်လာတာတူးတဲ့ဖြစ်လာတာတူးတဲ့ဖြစ်လာတယ်ဆိုတာတချို့ကပြောလိမ့်မယ်အမွာဘူးကြတော့ဘယ်လိုလုပ်မလဲကိုရောနော်ဒါလည်းတယောက်နဲ့တယောက်သိတာမှမဟုတ်တာနော်မတော်တဆတွဲမိကြတာသာရှိတာလာတော့ကကိုတယောက်တည်းလာတာပဲအကုန်လုံးလောကကြီးတဲ့ဝင်လာတယ်ဝင်လာပြီးတဲ့အခါမှာဘယ်သူနဲ့အရင်တွေ့ရတော့ဆိုအမေဖေနဲ့ပဲအရင်တွေ့ရတာပဲအမေဖေနဲ့အရင်တွေ့တာဒါပုံမှန်အနေထားအဖြစ်ပြောမယ်ဆိုရင်မိဘဘက်ကကြီးပဲအသာစီးလို့မြတ်စွာဘုရားဒီလိုခေါ်တာလားလို့ဆိုတဲ့အခါမှာရှင်းလင်းနားလည်ဖို့တော့လိုအပ်တယ်ပေါ့တချို့သားသမီးတွေကပြောရမယ်မိဘကပဲကျေးဇူးရှိတာလားသားသမီးကရောမိဘပေါ်ကျေးဇူးမရှိဘူးလားလို့ဒီလိုလဲပြောကောင်းပြောလာလိမ့်မယ်နော်ခဏခေတ်ကြီးကိုနည်းနည်းစစ်ဆေးကြည့်ဒါကပုံမှန်အနေထားတစ်ခုအနေနဲ့ပြောတာခဏခေတ်ကြီးမှာအပါဒကပောတကနော်ကျွေးမွေးဆောက်ရှောက်တာတို့ဣမတ္တလောကတ္တဓာတိတာရောတို့ဆိုတဲ့မိဘရဲ့ခြေဆုတရားတွေကိုမိဘတိုင်းကလှုပ်ဆောင်ရလားလို့ဆိုတာကိုစဉ်းစားရတချို့မိဘတွေကခဏခေတ်မှာဆိုရင်ကမ္ဘာလောကမှာကြည့်နော်သာသမီကိုလူလောကလာခွင့်မပြုတာတွေမရှိဘူးလားလာခြင်းတိုင်းလာလို့မရဘူးမင်းမလာခဲ့နဲ့ရောက်လာရင်တောင်ခြုံကြားပြစ်တာရှိသေးတယ်လေဟောအဲ့ဒါမျိုးကြတော့သူကဘယ်သူကစကျေးဇူးဝတ္တရားပြက်ကွက်တယ်လဲဆိုရင်မိဘကစပြီးဝတ္တရားပြက်ကွက်တာလည်းရှိတယ်ပေါ့ဒီလိုရှိလာတယ်နော်
အာပါရကဘောဓကကျွမ်းဝေးဆောင်ရှောက်အောင်မှာမူမိဘကမဆောင်ရှောက်ခဲ့ဘူးလမ်းမေးပြစ်ခဲ့တယ်ဆေးုံနေပါဆိုရင်တော်တော်များများကြားနေရပြစ်ထားခဲ့တယ်မိဘလစ်သွားတာတွေရှိတယ်ပေါ့နော်အဲ့ဒီထဲမှာဟုတ်ပြီပုံမှန်အားဖြင့်ဆိုရင်မိဘဟာသားသမီးကိုထိမ့်သိမ်းဆောင်ရှောက်လို့လူသားဖြစ်သွားတဲ့လူတိုင်းဟာမိဘကိုကျေးဇူးတင်ရမှာတော့သိချတယ်ဘာဖြစ်လို့ကျေးဇူးတင်ရတော့ဆိုကိုပြန်ပြီးတော့ပေးနိုင်တာရှိတယ်လို့မပေးနိုင်တာတခုရှိတယ်ဘယ်လိုမှအတုံးအလဲလုံးလို့မရဘူးဆိုတော့အတုံးလဲလုံးလို့ရတာဘာလို့ဆိုအာပါရကဆောင်းလျှောက်တယ်အမေဖေတက်ကြီးလာတဲ့အခါကိုကပြန်ဆောင်းလျှောက်တာလုံးလို့ရတယ်အမေဖေအသက်အရွယ်ကြီးလို့ကိုကလည်းအသက်အရွယ်ရလာလို့တိထက်လာလို့မိဘကိုပြန်ကြွေးတယ်ဆိုတာဒါလည်းလုံးလို့ရတယ်ဆောင်းလျှောက်တာလည်းလုံးလို့ရတယ်ကြွေးတာလည်းလုံးလို့ရတယ်လုံးလို့မရတဲ့ပြန်ဆက်လို့မရတဲ့ခြေဆုကဘာလို့ဆိုဒီလောကကြီးကိုလာခွင့်ပြုတဲ့ခြေဆုကနဲ့တာမှမဟုတ်တာလေဒါကြတော့အတုံးပြန်လုံးလို့ရပါမလားမရပါဘူးအမေဖေကကိုယ့်တဲ့အရင်မွေးတာလေကိုကလာခွင့်ပြုတာမဟုတ်ဘူးအမေဖေကသာလာခွင့်ပြုတာဒါကြောင့်မို့လို့ဒီခြေဆုတရားကြောင့်မို့လို့မြတ်စွာဘုရားကမိဘကိုခြေဆုဆက်လို့မကြည်ဘူးလို့ပြောတာတမန်အားဖြင့်ခြေဆုဆက်မယ်ဆိုရင်ဟောဒီဣမတ္တလောကတ္တဓာတိတာတော့ဒီလောကကြီးကိုလာခွင့်ပြုတယ်ဆိုတာကိုကတုံ့ပြန်ပြီးတော့ပေးဆက်လို့မရနိုင်တဲ့ခြေဆုတစ်ခုပဲလို့ဒီလိုဆိုလိုတာပေါ့နော်အမှန်တမ်းခြေဆုကြီးတယ်အခုဒီလောကကြီးတဲ့ကိုမိဘကလာခွင့်ပြုလိုက်လို့လာရပြီလာရတဲ့အခါမှာလောကမှာပညာမိမိအတွက်နော်ကိုကြီးပွားကြောင်းပညာတွေသင်ရတယ်စီးပွားဥစ္စာတွေတိုးတက်ခွင့်ရတယ်အလုပ်ကိုင်းတွေလုပ်ကိုင်းခွင့်ရတယ်တရားဓမ္မတွေနာခွင့်ရတယ်တရားဓမ္မတွေကျင့်သုံးခွင့်ရတယ်ဒါတွေဟာလိုက်ကြည့်လိုက်မယ်ဆိုမိဘကလူလောကကြီးတဲ့လာခွင့်ပြုလိုက်လို့ဒီအခွင့်အရေးတွေရတယ်လို့ပြောရမှာပဲအဲ့တော့ဒီကျေးဇူးတရားတွေဟာဘုသူရဲ့ကျေးဇူးတရားလဲလို့ဆိုရင်မိဘရဲ့ကျေးဇူးတရားတွေဆက်လို့မကုန်တဲ့ကျေးဇူးတရားလို့ဒီလိုပြောရမှာเนาะအဲ့တော့စဉ်းစားစရာတွေကတော့ခုခေတ်မှာအများကြီးဝင်လာတယ်ပေါ့စဉ်းစားစရာဆိုတာတာမန်အားဖြင့်ကြည့်မယ်ဆိုရင်မိဘရဲ့ကျေးဇူးဟုတ်တယ်မှန်တယ်မိဘရဲ့ကျေးဇူးကြောင့်ကိုယ်ဟာလူဘဝရောက်လာတာဆက်လို့မကုန်ဘူးဒါကခုပြောတယ်ကဲဟုတ်ပြီမိဘရဲ့ခြေဆုရှိလို့ဒါဒီလောကကြီးကိုလာခွင့်ပြုတဲ့ခြေဆုတရားတစ်ခုတည်းနဲ့ပဲကိုကတစ်သက်လုံးမိဘရဲ့ခြေဆုကိုမမေ့တိုက်တော့ဘူးဒါသိချပြီမမေ့တိုက်လို့တုံးဆက်ရမယ်မိဘရဲ့ခြေဆုတွေကိုဆက်ရမယ်ကဲအဲ့ဒီနေရာမှာလောကလူတွေတွေးထင်လာကြတာရှိတယ်တွေးထင်လာကြတာရှိတယ်အသက်အရွယ်ရောက်လာတဲ့အခါကျတော့မိဘဆိုတာမိဘတိုင်းမိကောင်းဖကောင်းဖြစ်တာမှမဟုတ်တာနော်မိကောင်းဖကောင်းမဖြစ်ဘူးလေတချို့မိဘကဘုတရားကြည်မကြည်ုံနေမကဘူးကိုချင်းတရားမကောင်းတဲ့မိဘရောရှိနိုင်တာပဲလေအဲ့ဒါလို့မိဘက၅ပါးသီလမလုံးဘူးဆိုပါစို့ကိုချင်းတရားမကောင်းဘူးအဲ့ဒီလိုကိုချင်းတရားမကောင်းတဲ့မိဘကိုသားသမီးကစော်ကားရင်ရောအပြစ်ရှိသလားလို့ဒီလိုမေးလာကြမေးလာတဲ့အခါကျတော့ကျေးဇူးဆိုတာကျေးဇူးပဲလေကျေးဇူးဆိုတာကျေးဇူးတရားမိဘကသားသမီးနဲ့ဘယ်သူကအရင်မွေးတာတုံးဆိုမိဘအရင်မွေးတာမိဘအရင်မွေးလိုက်လို့မိဘကကိုယ့်ကိုစောင့်ရှောက်ပြီးတော့ဒီလောကကြီးတဲ့လက်ခံလိုက်လို့ကိုယ်ဒီလောကကြီးတဲ့ရောက်တာလို့ဆိုတော့မိဘရဲ့ကျေးဇူးဟာကိုယ့်ပေါ်မှာရှိနေတယ်ဘယ်လိုနည်းနဲ့မှမိဘကိုစော်ကားလို့မရဘူးဒါမိဘကိုစေတနာစိုးနဲ့သေစီလိုတဲ့စိတ်နဲ့ဒေါသနဲ့မိဘကိုတတ်မယ်ဆိုရင်တော့မာတုကာရကပိတုကာရကကံထိုက်တာပဲ
ဆိုးတဲ့မိဘဖြစ်ဖြစ်ကောင်းတဲ့မိဘဖြစ်ဖြစ်ဘယ်မိဘပဲတောက်ဘယ်မိဘပဲတတ်မိဘကအရက်တွေဘလို့တောက်နေအကျင့်စာရိတ္တဘလို့ဆိုးနေအကျင့်စာရိတ္တဆိုးတဲ့မိဘကိုသာသမီကနေပြီးတော့စော်ကားမယ်တပ်ဖြတ်မှုကျุလွန်မယ်ဆိုရင်တော့တပ်ဖြတ်မယ်ဆိုရင်တော့မာတုခရကပိတုခရကကံထိုက်တာပဲမထိုက်ဘူးလို့မရှိဘူးเนาะဘာလို့လဲဆိုတော့အဆင့်ကိုကမိဘအဆင့်ကိုကသာသမီအဆင့်ပဲဒီနှစ်ခုကပြောင်းလဲပြစ်လို့မရဘူးပြောင်းလဲပြစ်လို့မရဘူးကိုကမိဘနေရာမှာမဟုတ်ဘူးသာသမီနေရာမှာပဲရှိတယ်လောကကြီးလာခွင့်ပြုထားတဲ့ခြေဆုကကိုခြေဆုသူမကောင်းတာကိုနဲ့မဆိုင်ဘူးသူမကောင်းတဲ့အကုသိုလ်ကသူပဲခံရမှာကိုနဲ့မဆိုင်ဘူးကိုမကောင်းလို့ရှိရင်ကိုခံရမှာဒါဒီလိုတွေးဖို့လိုအပ်တယ်ပေါ့နော်မိဘပဲမိဘကိုစော်ကားလို့ရှိရင်မိဘမကောင်းလို့ပဲစော်ကားတဲ့အပြစ်ဟာကိုယ့်အပြစ်ဘာဖြစ်လို့အပြစ်ဖြစ်ရတော့ဆိုဣမတ္တလောကတ္တဓာတိတာတော့ကိုယ့်ကိုဒီလောကယူလာခွင့်ပြုထားတာအခြေစုကြောင့်ပဲလောကလူတွေကတခုကူညီလိုက်ရင်တော့ကျေးဇူးတင်ပါတယ်လို့ပြောလို့ရှိကြတယ်အကြီးအကျယ်ကူညီထားတဲ့မိဘကြတော့ကျေးဇူးတင်ရကောင်းမှမသိဘူးနော်ကျေးဇူးတင်ရကောင်းမှမသိပဲနဲ့ရန်စကားပြောတာရှိသေးတယ်ခမည်းကြီးတို့အဟွာလုံးလို့ကြုံမွေးတာဘာမှမဖြစ်ဘူးဆိုပြီးတော့နော်အဲ့ဒါလို့လဲပြောတတ်ကြတယ်မဟုတ်ဘူးအဝါပြူတိုင်းမွေးမှမဟုတ်ဘူးနော်အခုကဘောရှင်ဆိုတာရှိတယ်လေအဲ့ဒါကိုလာခွင့်မပြုဘူးဆိုလို့ရှိရင်ဒီကနေ့ခေတ်မှာလာခွင့်မပြုတာတွေအများကြီးပဲ family planning ဆိုပြီးတော့လုပ်ပြီးတော့မိသားစုထဲမှာတစ်ယောက်ပဲလက်ခံမယ်နှစ်ယောက်ပဲလက်ခံမယ်အခုကန့်သက်ကုန်ပြီနော်တစ်ယောက်ပဲလက်ခံမယ်နှစ်ယောက်ပဲလက်ခံမယ်ကန့်သက်လာကျင်တိုင်းလာလို့မရဘူးလာကျင်တိုင်းလာလို့မရလာကျင်တိုင်းလာလို့ရနေတာတော့တောခြုံပုတ်ထဲကတဲဆုပ်နဲ့အိမ်ဒီမှာတော့လာကျင်တိုင်းလာလို့ရချမ်းသာတဲ့လူကတော့လာကျင်တိုင်းလာလို့မရဘူးဆိုကန့်သက်တွေလောက်လာကြတယ်ခုခေတ်ကဘာနဲ့တဝမ်းကန့်သက်မှုတွေလောက်လာကြပြီဒါဆိုးရုံမှုတစ်ခုလို့ပြောရမှာပဲနော်မနုဿတ္တဘာဝတုံလဘောလူ့ဘဝရဖို့ခဲနေဆိုတာဒီနေ့တရုပ်ပိုးပြီးတော့ထင်ရှားလာတယ်ပေါ့ထင်ရှားလာတယ်တချို့နိုင်ငံတွေမှာတော့ဥပဒေနဲ့သတ်မှတ်ပြီးတော့အဘောရှင်မလုပ်ရဘူးလုပ်ရင်ပြစ်မှုကျူးလွန်တယ်တချို့နိုင်ငံတွေကျတော့တရားဝင်လုပ်ခွင့်ပြုထားတဲ့နိုင်ငံတွေရှိသေးတယ်တရားဝင်လုပ်ခွင့်ပြုထားတဲ့နိုင်ငံတွေဟာတရားဝင်လူသတ်ခွင့်ပေးထားတာနဲ့မတူဘူးလားအေးလူလောကလို့ဒီလူရဲ့လူလို့သတ်မှတ်တဲ့အချက်ချင်းလည်းမတူကြဘူးဆေးပညာကလူလို့သတ်မှတ်တာဒီလှုပ်ရှားလာပြီးတော့တက်ရှူလာမှအဲ့ဒီအဆင့်ရောက်မှလူလို့သတ်မှတ်တယ်သူကလူလို့သတ်မှတ်တယ်ဗုဒ္ဓကတော့အဲ့လိုမဟုတ်ဘူးမြတ်စွာဘုရားကလူလို့သတ်မှတ်တာဘယ်ချိန်ကစသတ်မှတ်တုံးဆိုလို့ရှိရင်ဟိုဘဝကသုတိစိတ်ကြပြီးတော့မိခင်ရဲ့ဝမ်းထဲမှာကလလရေကြီးလို့ဆိုတဲ့အမတမသေးငယ်တဲ့အဆက်ပြောက်ကလေးထဲမှာရှိတဲ့ပရိသေဝိညာဉ်စိတ်နဲ့စေတသိက်ကမ္မဇာယုတ်30အဲ့ဒါနဲ့ဖွဲ့စည်းထားတဲ့ရေပေါက်ကလေးလောက်ရှိတဲ့အနေထားလေးကစပြီးတော့လူလို့သတ်မှတ်တယ်ဗျာအဲ့ဒီဟာကိုဘာဖြစ်လို့အသက်ရှိတယ်လို့အသက်ရှိတယ်မရှိဘူးလို့ဘယ်လိုလုပ်သိရမလဲလို့ဆိုရင်ဆေးပညာအဆိုအရကတော့သူကအသက်မရှိသေးဘူးဆိုရင်အသက်မရှိသေးဘူးလို့လူယူဆတယ်နဲ့တူတယ်နော်အသက်ဆိုဒီမှာအသက်ရှူသည်ဖြစ်စေမရှူသည်ဖြစ်စေနှလုံးခုန်သည်ဖြစ်စေမခုန်သည်ဖြစ်စေအသက်ဇီဝိတရဲ့အထိပ္ပယ်ကဒီရေကြီးပေါက်ကလေးတဖြည်းဖြည်းကြီးထွားလာအောင်ဒီထိမ့်သိမ့်ဆောက်ရှောက်ထားတာဒီရေကြီးပေါက်လေးပုတ်သိုးမသွားအောင်ထိမ့်သိမ့်ဆောက်ရှောက်ထားကိုဘုရားရဲ့အဆုံးအမကအသက်လို့ခေါ်တယ်နော်ဒါကြောင့်မလို့အသက်ဆိုတာကိုဥပမာပါနဲ့ပေးတော့ဆိုရင်ရေနဲ့ကြာဥပမာပေးထားရေဟာကြာကိုလန်းဆန်းပွင့်လန်းနေအောင်ဆောက်ရှောက်ထားတယ်လို့ပဲဇီဝိတကလည်းပဲလူရဲ့ရုပ်ခန္ဓာနာမ်ခန္ဓာကို
ဆက်လက်ရှင်သန်နေအောင်ထိမ့်သိမ်းဆောက်ရှောက်ထားတယ်လို့ဒီလိုပြောတာအကယ်၍အသက်မရှိတော့ဘူးဆိုရင်အခုလူဘဝရောက်လာပြီးအသက်ရွယ်ရလာပြီးတော့အသက်ချုပ်သွားပြီဆိုလို့ရှိရင်3ရက်လောက်နေလို့ရှိရင်ဘာဖြစ်လာဟုတ်လားအဲ့ဒါအသက်မရှိတော့တာသိချာအကယ်၍အသက်ရှိနေသေးတယ်ဆိုရင်မေ့မျောနေတဲ့ပုဂ္ဂိုလ်တရားဟာတလားမေ့နေနေတစ်နှစ်မေ့နေနေဒီတစ်ခါတော့နိုင်ငံခြားမှာဆိုအနှစ်15နှစ်အနှစ်20မေ့နေတာရှိတယ်လေအသက်မရှိဘဲနဲ့အသေးလို့ဖြစ်နေဒါပေမဲ့မပုတ်ဘူးမပုတ်တာပါဆိုအသက်ရှိနေသေးတယ်အသက်ဆိုတဲ့ဇီဝိတက protect လုပ်ထားတယ်ထိမ့်သိမ်းဆောက်ရှောက်နေတယ်ဒါမို့မပုတ်တာနော်ဆက်လက်ပြီးတော့ဖြစ်နေတာပုတ်တိုးပြီးတော့မသွားဘူးတဲ့ကဲ၍အသက်မရှိတော့ဘူးဆိုရင်ပုတ်တိုးသွားတယ်ဒီလိုဆိုတာပေါ့ဒါကြောင့်မို့မိခင်ရဲ့ဝမ်းထဲမှာအသက်ကဘယ်ချိန်ကစတာတုံးလို့မေးလို့ရှိရင်ကလလရေကြီးကစတယ်လို့ဒီလိုပြောတာအဲ့ဒီအချိန်ကစပြီးဘောရှင်းလုပ်လို့မရဘူးယဟန်နေဆိုလို့ရှိရင်အဲ့ဒီအချိန်မှာဆေးကိုဝန်ကြဆေးမျိုးသွားပြီးတော့သေစေလိုတဲ့စိတ်နဲ့ပြီးရင်ပါရဇိကကြလူတတ်မှုပဲနော်လူတတ်မှုကျက်ဥနဲ့ပတ်သက်ပြီးတော့စဉ်းစားကြည့်ကြပါသူကကျက်ဥကိုအသက်မရှိသေးဘူးလို့ယူဆတယ်ဘုရားရဲ့အဆုံးမင်းရဒီကျက်ဥလေးတရံပေါ်လာပြီဆိုကြတဲ့ဒီထဲမှာဝိညာဉ်ကလေးရှိနေပြီသူကဒီကျက်ဥလေးပုတ်မသွားအောင်ထိမ့်သိမ်းဆောက်ရှောက်တာအသက်ကထိမ့်သိမ်းဆောက်ရှောက်နော်အကောင်မပေါ်သေးတာနဲ့အသက်မရှိသေးဘူးလို့ဆိုလို့မဟုတ်ဘူးတရားကနော်ကျက်ဥလေးဟာမိခင်ကျမကလည်းဝတ်ပေးတယ်နော်အဲ့ဒီကျက်ဥတွေကတဖြည်းဖြည်းရင့်လာတဲ့အခါမှာအကောင်ဖြစ်လာတယ်အဲ့ဒီဖြစ်လာဖို့အခြေအနေကမျိုးစိတ်ကလေးရှိကြတဲ့အသက်ရှိတယ်လို့ပြောရမယ်ဒါကိုကျက်ဥစားရင်ဗန္ဓရိပဒကံထိုက်သလားလို့ဆိုကျက်ဥကိုတရဝါလို့လည်းယူဆမယ်တရဝါလို့လည်းတရဝါလည်းဟုတ်တယ်တရဝါတော့ဟုတ်နေပြီအသက်ရှိတာဟုတ်နေပြီတရဝါလို့လည်းယူဆမယ်သေစေလူတဲ့စိတ်လည်းရှိမယ်သေအောင်လည်းလုပ်မယ်သေလည်းသေမယ်ဒီ၅ချက်နဲ့ပြည့်စုံရင်တော့ပဏ္ဏတိပတ္တကံထိုက်တာပဲအဲ့တော့တရဝါလို့မယူဆဘူးအသက်မရှိဘူးလို့ယူဆပြီးစားနေရင်တော့လေသေမှုတော့ဖြစ်မှာပေါ့လေပဏ္ဏတိပတ္တအင်္ဂါရတော့မပြည့်ဘူးလို့ဒီလိုပြောမှာပေါ့နော်ဒီလိုဆိုလိုတာပေါ့ဒါကြောင့်မလို့ပဏ္ဏတိပတ္တကင်းလို့ခြင်းတဲ့ပုဂ္ဂိုလ်တွေငါးပါးသီလလုံးလုံးချုံချုံမိမိတန်တန်ရှင်းရှင်းနေခြင်းတဲ့ပုဂ္ဂိုလ်တွေကြတော့ကြက်ဥဆိုတာကိုမစားကြဘူးပေါ့သိပြီးတော့အစိမ်းကိုမစားကြဘူးပေါ့နော်ဒီလိုဆိုလိုတာအသက်လို့တတ်မှတ်ပုံချင်းဟာလောကတတ်မှတ်ချက်နဲ့မြတ်စွာဘုရားရဲ့တတ်မှတ်ချက်မတူဘူးဆိုတာလေးကိုတော့သတိထားပေါ့ဒါကောင်းပြီလူဘဝရလာကြတယ်လူဘဝရလာပြီအဲ့လိုရလာတဲ့အချိန်မှာမိဘနဲ့သားသမီးဆက်ဆံမှုဆိုတာနှစ်ခုဖြစ်လာအဲ့ဒီနေရာမှာဒီလိုတရုပ်ခွဲလို့ရမိဘကကိုချင်းသီလမရှိဘူးသားသမီးကကိုချင်းသီလရှိတယ်သားသမီးကကိုချင်းသီလမရှိဘူးမိဘကကိုချင်းသီလရှိတယ်သားသမီးရောမိဘရောကိုချင်းသီလမရှိဘူးနောက်သားသမီးရောမိဘရောကိုချင်းသီလနဲ့ပြည့်စုံတယ်လို့၄မျိုးမိသားစုကို၄မျိုးဒီလိုခွဲလို့ရတယ်ဘယ်လိုအနေထားမှာပဲရှိရှိသားသမီးသည်မိဘကိုစော်ကားရင်အဖြစ်ရှိတယ်ဘယ်လိုမိဘမျိုးပဲဖြစ်ဖြစ်စော်ကားရင်ကိုကသားသမီးဖြစ်ခြင်းကြောင့်ကိုယ့်ရဲ့ယာတုကနေမိသားပဲလေနေမိသားဆိုအထက်လူကြီးကိုပြန်ပြောမှုနဲ့အဲ့ဒီမှာသူကအဖြစ်ရှိတာပဲဒါကိုတစ်ဖက်သက်လို့ပြောရမှာလားဆိုဘယ်ဟုတ်မလဲနော်ကျေးဇူးတရားဆိုတာဟာကိုယ့်ရဲ့အရင်ရောက်တဲ့ကကိုယ့်ကိုလှုပ်ပေးထားတဲ့ကျေးဇူးတရားဆိုတာရှိတယ်တင်းနေတာကိုယ်ကကျေးဇူးတင်တယ်ဒါကြောင့်မလို့ကိုကျင့်တရားကောင်းတဲ့မိဘပဲဖြစ်စေမကောင်းတဲ့မိဘပဲဖြစ်စေသားသမီးကစော်ကားလို့ရှိရင်တော့ဒီအပြစ်ရှိတာပဲ
တခါဒီလိုခွဲတာလည်းရှိတယ်အမေကသီလရှိတယ်အဖေကသီလမရှိဘူးပါဏာတိပါဒဒီမာတုကာရကပိတုကာရကကံနှစ်ခုစလုံးကျူးလွန်တယ်အမေရောအဖေရောတတ်တယ်ဆိုတဲ့လူကြတော့ဘယ်အကုသိုလ်ကအကျိုးပေးတော့ဆိုသီလရှိတဲ့ဟာကပို့ပြီးအကျိုးပေးသီလရှိတဲ့အမေအဖေကိုတတ်ရင်ပို့ကျိုးအပြစ်ကြီးတယ်ပေါ့အဲ့တော့မိဘနဲ့အမေနဲ့အဖေနှစ်ယောက်စလုံးတတ်လို့ရှိရင်တော့ဘယ်ဟာကပို့ပြီးတော့အကုသိုလ်ကြီးတော့ဆိုရင်အမေကိုတတ်တာပို့အကုသိုလ်ကြီးတယ်လို့ဘာဖြစ်လို့အမေကိုမျက်နှာလိုက်ရတာတော့ဆိုမျက်နှာလိုက်တာမဟုတ်ဘူးအမေကပို့ပြီးတော့လောက်ရတယ်လေအဖေဆိုတဲ့လူကခက်ဝေးဝေးနေတဲ့လူဟိုအမေကအကုန်လောက်ရတာလေသာသမီအပေါ်မှာပြုစုဆောင်ရှောက်တဲ့နေရာမှာအမေကအဓိကဖြစ်နေဒါကြောင့်မို့လို့အမေကျေးဇူးကပိုများတယ်လို့ဒီလိုပြောမှာဒါကြောင့်မို့ရှေ့ရထားတဲ့အခါမှာလဲမာတာပိတုပိတုမာတာလို့မခေါ်ဘဲနဲ့မာတာပိတုလို့ဒီလိုသုံးတာလေအတိပ္ပယ်ရှိတယ်ပေါ့နော်အမေအဖေသို့တော်စာပေစကားအရာကြတော့မာတာနဲ့ပိတာဆိုတဲ့စကားနှစ်ခုဟာမာတုပိတုမှာအာအီအီဆိုတဲ့စကားလုံးအစဉ်တိုင်းပြောမယ်ဆိုရင်မာတာကရှေ့ရနေရမှာပဲအဲ့ဒီဘက်ကကြည့်ရင်တော့ဒီဘက်ကကြည့်မယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့သာသမီအပေါ်မှာကျေးဇူးရှိလို့မာတာရှေ့ရနေရတယ်လို့ဒီလိုဆိုတယ်အဲ့တော့အချင်းချင်းကောင်းလို့ချက်ပြောရမယ်ဆိုရင်ဘယ်လိုမိဘမျိုးပဲဖြစ်ဖြစ်သာသမီကမိဘကိုပြစ်မှားရင်တော့သာသမီမှာအပြစ်ရှိတယ်လို့ဒါကတော့တစ်ချက်ချမှတ်ထားမှာပဲဘယ်လိုမိဘမျိုးပဲဖြစ်ဖြစ်သာသမီကပြုစုရင်အကျိုးရှိတယ်ဒါကတစ်ထစ်ချမှတ်သားရမယ်မြတ်စွာဘုရားရဲ့အဆုံးအမစကားပဲကျေးဇူးရှိတာဟာမိဘသားလည်းဖြစ်တယ်သာသမီကကျေးဇူးရှိအဲ့တော့အမေဖေကကိုယ့်ပေါ်မှာအသာစီးရနေတယ်လို့တော့ဒီလိုမအောင်မေ့လိမ့်နဲ့သူကအရင်မွေးတာကိုရမှာပေါ့နည်းနည်းတော့အသာစီးရသို့တော့မိဘဝတ္တရားသာသမီပေါ်မှာထားရမယ်မိဘဝတ္တရားဆိုတာကိုလေမြတ်စွာဘုရားကပုဒ္ဒဓာရတသင်္ဃဟောလို့ဆိုတဲ့စကားပုဒ္ဒသင်္ဃဟသာသမီကိုချီးမြှောက်ဆောင်ရှောက်ရမယ်ဆိုတာမိဘရဲ့ဝတ္တရားတစ်ခုဖြစ်သွားတယ်ပေါ့အဲ့ဒီဝတ္တရားမကျေလို့ရှိရင်မိဘမှလည်းအပြစ်တော့ရှိတာပေါ့ဒါဖြင့်မိဘကသာသမီတတ်လို့ရှိရင်မာတုကာရကပိတုကာရကကံထိုက်တယ်လို့ပုဒ္ဒကာရကကံရောမထိုက်ဘူးလားလို့မေးစရာရှိတယ်တတ္တိအတွက်ကြောင့်အကုသိုလ်တော့ဖြစ်တယ်သို့တော့အာနန္တရိယကံလို့ဒီလိုပြောလို့မရဘူးကံကြီးထိုက်တယ်လို့ပြောလို့မရဘူးဘာဖြစ်လို့မရတော့ဆိုကိုကသာသမီကဒီမိဘကခေါ်လို့လူဘဝရောက်လာတဲ့ပုဂ္ဂိုလ်ဆိုတော့ကိုကတစ်ဆင့်နှိမ့်နေတယ်ပေါ့နော်အမြဲတမ်းတစ်ဆင့်နှိမ့်နေတယ်ကိုသာသမီကြတော့ကိုကမြင်မှာပေါ့လူတွေကသားဖြစ်လိုက်အဖေဖြစ်လိုက်ဟိုဒီလိုသွားမှာပေါ့နော်အဲ့တော့ဒီအဆင့်မှာကြတော့ကိုကဝါနှိမ့်နေဝါငဲနေတယ်ဝါငဲနေတော့ဝါကြီးဝါငဲဆိုတာဝါကြီးကရှ िख ိုးရတယ်လို့ရှိမှမရှိတာဝါငဲရပဲရှ िख ိုးရမှာပဲဒါကလောကရဲ့အစဉ်အလာတစ်ခုပဲလေဒီလိုဆိုတာပေါ့ဒီကနေ့ခေတ်မှာမြန်မာပြည်မှာပြောတာမဟုတ်ဘူးကဘာမှာခြုံပြီးတော့ကြည့်သာသမီနဲ့မိဘအကြားမိဘနဲ့သာသမီအကြားဆက်ဆံရေးတွေဟာလျော့ပါလာတယ်ဆိုတာဒီမှန်ကန်တဲ့အမြင်တွေရော့ကျလာတယ်ဆိုတာထင်ထင်ရှားရှားရှိလာဘုဒ္ဓငါရခြားတွေမှာဆိုလို့ရှိရင်ဘာတွေဖြစ်လာတော့ဆိုသာသမီက18နှစ်ဆိုရင်အရွယ်ရောက်ပြီတဲ့အရွယ်ရောက်တဲ့အခါကျတော့သူတို့နေခြင်းတဲ့စီနေမှာပဲသွားခြင်းတဲ့စီသွားတယ်မိဘရဲ့အုပ်ထိပ်မှုကလွတ်တယ်လို့သူတို့ဒီလိုဆိုကြတယ်ဆိုသည့်အတွက်ကြောင့်သာသမီကမိဘပေါ်တိတ်ပြီးတော့ဂရုမစိုက်ကြတော့ဘူး18နှစ်ကဆိုလို့ရှိရင်ဘာနဲ့ဥပမာတူတော့ဆိုရင်အတိုက်ထဲကငှက်ကလေးတွေကိုယ့်ကိုပြန်တော့တာပဲဒီအတိုက်ပြန်မလာတော့တယ်လို့ပဲအဲ့လိုသွားကြတာညာတွေကတော့အဲ့လိုဖြစ်ပြီမြန်မာပြည်မှာတော့အဲ့လိုမဟုတ်သေးဘူးမိဘနဲ့သာသမီဟာမေတ္တာနှောင်ကြိုးလေးတွေရှိနေသေးတယ်
အဲဒီမေတ္တာနှောင်ကြိုးလေးတွေရှိနေတာဟာအလွန်ကောင်းတယ်လို့ပြောရမှာပဲဝတရားခြေပြမှုအတွက်မေတ္တာနှောင်ကြိုးလေးတွေရှိတယ်နိုင်ငံခြားတိုင်းပြည်မှာကြတော့မိဘနဲ့သားသမီးဆုံတွေ့ဖို့ဆိုတာအလွန်ခဲယဉ်သွားတယ်သူတို့ဘာသာရေးနေ့တွေတို့New Year တို့ဘာတို့မှ greeting card ကလေးတွေပို့ပြီးတော့ greeting card လေးနဲ့နှုတ်ဆက်တာပဲရှိတော့နောက်ပိုင်းတချို့နိုင်ငံတွေမှာဆိုလို့ရှိရင်နော်မြန်မာပြည်ကတက္ကကြီးတယောက်ရန်ကုန်ကပါပဲသူတို့နိုင်ငံခြားသွားပြီးအလုပ်ကိုင်လေးဆင်ပြေတဲ့အခါကျတော့သားသမီးသား2ယောက်ကိုခေါ်လိုက်တယ်ခေါ်လိုက်တဲ့အခါကျတော့ဒီကလေးတွေကငယ်ငယ်နဲ့ဟိုရောက်သွားတဲ့အခါကျောင်းကလူတွေပေါင်းသင်းနေနေဆိုတော့ကလေးတွေကမြန်မာအမူအရာသိပ်မရှိတော့ဒါကိုဟိုရင်းပေါ့နိုင်ငံခြားအသက်ဝင်သွားတယ်လို့ခေါ်ကြတာပေါ့အမေရိကန်မှာဆိုအမေရိကန်လိုက်ဝင်သွားတယ်လို့ပြောတာအသက်ဝင်သွားတဲ့အခါကျတော့အဖေကိုလက်ပြနှုတ်ဆက်သွားတဲ့အဆင့်ရောက်မြန်မာပြည်တုန်းကတော့အဖေကိုမေဖေကိုကြော့သွားတယ်လေဟိုကြတော့ဘာလို့တတာလှုပ်သွားတတာလှုပ်တာကအရေးမကြီးဘူးအမေဖေကိုဘေးမဆိုင်ဘူးgirlfriend တွေခေါ်လာပြီးတော့နေစဉ်တို့နေတာမိဘရှိမှာအဲ့ဒီတကားကြီးကဒါသူများတဆင့်ပြောတာမဟုတ်ဘူးဘုန်းကြီးကိုအမေရိကသွားတဲ့အခါမှာလျှောက်တယ်ရှင်ဗျာဒီကောင်လေးသင်္ကန်းဝတ်ပေးခြင်းတယ်ဗျာတဲ့တပည့်တော်ခေါ်လာမိတာတော့မှားပါပြီခေါ်လာမိတာတပည့်တော်မှားပြီတဲ့ခုချိန်မှာဘာမှမတတ်နိုင်ဘူးသူအခုဘာကောင်းဆိုလားညာကောင်းဆိုလားသူဖြစ်နေရပြီတဲ့မကြေမနက်ပြောတာအဲ့ဒီတခါကြီးကနော်အမေဖေကိုတတာလို့လှုပ်သွားတယ်အာမကိမဆိုင်တော့ဒါကသူတို့နိုင်ငံရဲ့ဆက်ဆံရေးကဒီလိုရှိတာဟုတ်အဲ့ဒီပုံစံအတိုင်းချိုးသွားတဲ့အခါမှာနိုင်ငံသားရောက်တဲ့မိဘတွေဟာစိတ်နှလုံးချမ်းသာတယ်လို့မထင်ကြလေနဲ့သားသမီးရှိတဲ့ပုဂ္ဂိုလ်တွေကစိတ်နှလုံးအေးချမ်းမှုမရကြဘူးတဲ့သို့တော့လိမ္မာတဲ့သားသမီးတော့ရှိမှာပေါ့နော်မရှိတဲ့သားသမီးတွေလည်းရှိတာပဲဘုန်းကြီးတို့ကြုံတွေ့ရတယ်ဆိုအဲ့ဒီမှာတစ်နှစ်လောက်နေခဲ့တဲ့အခါကျတော့သူတို့အကြောင်းတွေအကုန်လုံးတော်တော်လေးသိလာခဲ့ရတယ်ပေါ့နော်အဲ့ဒါလို့ဘဝအခြေအနေတစ်ခုတွေဟာသားသမီးနဲ့မိဘနဲ့သားသမီးကြားမှာအမြင်တွေဟာပြောင်းလဲသွားတာတွေလည်းအများကြီးရှိတယ်ပေါ့ပြောင်းလဲသွားပြီမိဘကလည်းသားသမီးကိုမဆောင်ရှောက်တော့ဘူးသားသမီးကလည်းမိဘကိုမဆောင်ရှောက်ကြတော့ဘူးသိပြီးတော့အတိမမပြုတ်ကြတဲ့အနေအထားဟာအတိုင်းအတာတစ်ခုအထိရောက်လာပြီလို့ဒီလိုပြောဒါကကောင်းတဲ့လက္ခဏာမဟုတ်ဘူးတဲ့ကမ္ဘာလောကကြီးဆွေးယူလာတဲ့လက္ခဏာလို့ဒီလိုပြောနောက်တစ်ခါသူတို့နိုင်ငံတွေမှာဘာဖြစ်လာတော့လို့ဆိုလို့ရှိရင်မိဘနဲ့သားသမီးကြားတို့ဆရာနဲ့တပည့်ကြားတို့တူတူပဲပေါ့ကိုသားသမီးဆိုပြီးတော့သွားပြီးတော့ကလေးလေးကိုသွားပြီးတော့ရိုက်တာနှက်တာသွားမလုပ်လိမ့်နဲ့နော်ဗမာပြည်မှာတော့ရိုက်လို့ရသေးတယ်ဒါပေမဲ့လွန်ကျွံရိုက်တာတော့မကောင်းဘူးပေါ့နော်မရိုက်တဲ့ဘူးမရိုက်တဲ့ဘူးဆုံးမရမှာဆုံးမတာနဲ့ရိုက်တာနဲ့တခြားစီပဲသို့တော်ဗမာပြည်ကလည်းရိုက်ခံဘုန်းကြီးတို့လည်းရိုက်ခံခဲ့ရတာပဲဆရာနဲ့တပည့်ကြားရိုက်ခံရိုက်တာမကောင်းဘူးဆိုတော့ခုမှသိတယ်နော်ဆုံးမဩဝါဒပေးရင်မရဘူးရိုက်မှကြောက်မယ်ဆိုတဲ့အတွေးကြီးကမှားတဲ့အတွေးကြီးပဲနော်ဒီကောင်ရိုက်ကိုရိုက်မှဖြစ်မှရိုက်မှကြောက်တယ်ရိုက်မှကြောက်တာမဟုတ်ဘူးနော်ဟိုသာသနာပိုင်ဆရာတော်ကြီးပြောတာလိုပဲသူတပည့်ကသာသနာပိုင်ဖြစ်တော့ကြိုင်းကြီးနဲ့ဆွမ်းခံသွားတဲ့အခါတော့မှကြိုင်းနဲ့တိုင်းနဲ့အဲ့လိုသွားတဲ့အခါကျတော့ဟဲ့ကြိုင်းနေတိုင်းနေယူလို့နင့်ကိုလူကကြောက်မှမဟုတ်ဘူးကြောက်တော့အမြောက်ဆောင်ဆိုလို့ဖြစ်နော်အမြောက်နဲ့မှရမှာမင်းကြိုင်းနဲ့တိုင်းနဲ့တော့လူကကြောက်မှမဟုတ်ဘူးဆိုရိုက်ရုံနဲ့တော့မကြိုက်ဘူးမကြောက်ဘူးနော်ဘလောက်ရိုက်မကြောက်ဘူးရိုက်တုံးလေးပဲတခါကိုရင်နေရိုက်ပြီးကြည့်လိုက်တယ်ပုတ်ပြီးတော့ဟိုဘက်ကျရီသွားတာပဲရိုက်တုံးနာတာပဲမျက်ရည်တောင်မချောက်ခင်ကရီးနေတာနောက်မလုပ်ဘူးလားဆိုလောက်ပြန်တာပဲဘာမှမထူဘူး
အဲ့တော့ရိုက်တာနဲ့တာဟာတဲ့နောက်မောကကြတော့ဘာအကျိုးပေးတတ်တုံးဆိုလို့ရှိရင်ရတာချောတွေပျက်စီးတတ်တဲ့အကျိုးပေးတတ်တယ်စားလို့ရှိရင်ခရင်မကောင်းဘူးဆိုတဲ့လူတွေကကြက်ကြက်တတိထားဟိုဘဝရိုက်လာခရင်ပြက်တယ်နဲ့ခဏခဏပြောတာဟိုဘဝသူများရိုက်ခဲ့တယ်အဲ့ဒါရိုက်ခဲ့လို့ရှိရင်ခရင်ပြက်တယ်နော်အဲ့တော့မရိုက်ဖဲနဲ့လိမ္မာရင်ကျေးအောင်နားလဲအောင်ဆုံးမတာဟာအကောင်းဆုံးပဲကျိုးတဲ့အကြောင်းနဲ့ပြောပြပြီးဆုံးမတာဆုံးမတဲ့အခါမှာလူဆိုတာအမျိုးမျိုးရှိတယ်မြတ်စွာဘုရားဥပမာပေးထားရှိတယ်ယောဂတဲ့ဟာ၃မျိုးရှိတယ်တဲ့ဆေဝါဓာတ်စာကုသမှုခံရမှအသက်ရှည်မဲ့လူနာလည်းရှိတယ်တဲ့ဆေဝါဓာတ်စာကုသမှုရသည်ဖြစ်စေမရသည်ဖြစ်စေသိမဲ့အကောင်လည်းရှိတယ်တဲ့ကုသဆေဝါခံရသည်ဖြစ်စေမခံရသည်ဖြစ်စေသူကသူချိန်တန်တော့ပြောင်းမဲ့ယောဂလည်းရှိတယ်တဲ့အဲ့တော့ဆုံးမဩဝါဒပေးရတယ်ဆိုတာခုနလိုပြုစုကုသမှုခံရမှအသက်ရှည်မဲ့လူနာမျိုးမခံရရင်အသက်မရှည်ဘူးဆိုတဲ့လူနာမျိုးလိုပဲဆုံးမဩဝါဒရမှကြီးပွားမယ်ဆိုတဲ့ပုဂ္ဂိုလ်မျိုးသာဆုံးမရမှာဆုံးမစရာမလိုဘူးသူကသူခုနလိုဆေးကုစရာမလိုဘူးသူကသူပျောက်မဲ့ယောဂမျိုးလို့ကုမကုမရဘူးသေမယ်ဆိုတာမျိုးတွေတို့အဲ့လိုပုဂ္ဂိုလ်မျိုးတွေကြတော့အဓိကမဟုတ်ဘူးတဲ့ဆုံးမဩဝါဒမှမရရင်ဒီလူကပျက်စီးသွားမယ်အဲ့ဒီပုဂ္ဂိုလ်မျိုးအတွက်ဆုံးမရတာတဲ့လူ၃ယောက်ထဲမှာ၁ယောက်ပဲဆုံးမရမယ်လူပါတယ်ဟုတ်ကဲ့လားအဲ့ဒီအမျိုးစားတဲ့ပါမှဆုံးမဖို့တန်ဖိုးရှိတယ်ဟိုအကျိုးရှိတယ်ပေါ့အဲ့တော့လူလောကမှာမိဘနဲ့သားသမီးကြားဒီမှန်ကန်သောအမြင်ဆိုတာတွေကဝဲပြခြားနာလာပြီမိဘကတို့ကျေးဇူးရှိတယ်ဆိုတာကိုလက်မခံခြင်းလာကြဘူးဒါမှားရတဲ့အမြင်တစ်ခုဖြစ်လာတယ်မိဘရှိတယ်မရှိဘူးဆိုတာတောင်မိဘရှိတယ်တောင်အတိမမပြုခြင်းဘူးအဲ့ဒီလိုဖြစ်လာလို့ရှိရင်တော့လူလောကကြီးကပျက်စီးဖို့ဆိုတဲ့ဒီအမြင်တွေကမြင်လာသူတော်ကောင်းတွေရဲ့အမြင်ကြတော့နှစ်ဖက်ပဲလို့မြင်ရတော့ဆိုအေးမိဘဆိုတာကျေးဇူးရှိတယ်သီလရှိသည်ဖြစ်စေမရှိသည်ဖြစ်စေမိဘကကျေးဇူးရှိတယ်ကျေးဇူးသာကိုယ်နဲ့ဆိုင်တာသီလရှိတာမရှိတာကိုယ်နဲ့မဆိုင်သီလရှိတာမရှိတာသူ့ရဲ့ကိုယ်ရေးကိုယ်တာလို့ဒီလိုတွေ့ရကျေးဇူးရှိတာမရှိတာကိုယ်နဲ့ပတ်သက်တယ်ဒီလိုဆိုရမှာနော်သားသမီးကလည်းပဲထို့တူပဲတို့ဟာကျေးဇူးရှိတဲ့ပုဂ္ဂိုလ်မှုကျေးဇူးတင်ရမယ်ကျေးဇူးပြုရမယ်ဒီလိုဆိုရတယ်အဲ့တော့မိဘကလည်းသားသမီးကိုကျေးဇူးပြုတယ်အဲ့ဒါလို့မှန်ကန်တဲ့အမြင်နဲ့သွားနိုင်ငံခြားတိုင်းပြည်တွေမှာကိုသားသမီးဆိုပြီးတော့သွားရိုက်လို့မရဘူးရိုက်တာနဲ့ဘာလုပ်လဲနိုင်ဝမ်နှိပ်ပြီးတော့ပလိတ်လှမ်းခေါ်တာအဲ့မိဘအဲ့ဒါဖန်ခံရတယ်နော်ဖန်ခံရတယ်သူတို့စီမှာဥပဒေရှိကလေးလေးတွေပြောမရလို့ရှိရင်ပြောလို့ရိုက်မယ်လို့တော့မအောင်မေ့လိမ့်နဲ့နိုင်ငံခြားမှာရိုက်ပြီဆိုလို့ရှိရင်မိဘကိုသားသမီးတောင်ကိုမပိုင်တော့တဲ့အနေအထားမျိုးရောက်သွားတယ်ရိုက်တာအားပေးစရာတော့မဟုတ်ဘူးပေါ့ခုနပြောတဲ့အတိုင်းဆုံးမဖို့ပဲတောင်းရှိတယ်ပေါ့အေးအဲ့ဒါလို့ခေတ်ရဲ့အခြေအနေတွေဟာပြောင်းလဲနေတယ်တိုးတက်တယ်လို့ပြောခြင်းပြောဆိုးရုပ်တယ်လို့ပြောခြင်းပြောရမယ်ဆိုရင်တော့မြတ်စွာဘုရားအဆုံးအမတွေရောပါသွားရင်အဆုံးအမတွေပျက်စီးသွားရင်တော့ဆိုးရုပ်တယ်လို့ပဲပြောရမှာပဲသူတော်ကောင်းတွေရဲ့အတွေးခေါ်သူတော်ကောင်းတွေရဲ့အဆုံးအမတွေရောပါသွားပြီဆိုလို့ရှိရင်ဆိုးရုပ်တယ်ပဲပြောမှာလောကကြီးမှာတိုးတက်တယ်ဆိုတာဟာအရင်ကလှဲစီးရတယ်အခုကားစီးရတယ်ဒါတိုးတက်တယ်လို့ပြောမှာပဲသို့တော့ခြေတုံးကလူငယ်လူရွယ်တွေဟာဆရာမိဘကိုယုံသေးလေးစားကြတယ်ခဏယုံသေးလေးစားမှုမရှိဘူးဒီဘိုင်းကဆိုးရုပ်တယ်လို့ပြောမှာပဲအဲ့တော့ဆိုးရုပ်မှုတိုးတက်မှုဆိုတာသူ့ပိုင်းနဲ့သူရှိတယ်ပေါ့တိုးတက်တယ်လို့လည်းမပြောနဲ့ဆိုးရုပ်တယ်လို့လည်းမပြောနဲ့တိုးတက်တာဆိုရင်ဘယ်ပိုင်းကတိုးတက်တယ်ဆိုးရုပ်တယ်ဘယ်ပိုင်းကဆိုးရုပ်တယ်ဒီလိုကြည့်ရသူကနဲ့သူခွဲခွဲခြားခြားမြင်ဖို့လိုတယ်ပေါ့ကောင်းတဲ့အနေအထားတွေဆိုးရုပ်လာသလားဆိုးတဲ့
ကောင်းတဲ့အနေအထားတွေတိုးတက်လာသလားဒီတစ်ခုပဲကြည့်ရအဲ့တော့လောကကြီးကိုခြုံငုံပြီးတော့ပြောမယ်ဆိုလို့ရှိရင်တော့ရုပ်ဝတ္ထုဘက်ကတော့တိုးတက်လာတာမှန်တယ်စိတ်ဓာတ်ဆိုင်ရာလူတွေရဲ့အသိပညာဆိုင်ရာစိတ်ဓာတ်ရေးရာတွေကတော့ဆွဲဟုတ်လာတယ်လို့ပဲဒီလိုပဲပြောအောင်ပါပဲဒါကြောင့်မို့မိဘနဲ့သားသမီးရဲ့အကြားမှာမှန်ကန်သောအမြင်တစ်ခုဟာအမြဲတမ်းရှိနေဖို့လိုတယ်မှန်ကန်သောအမြင်တစ်ခုရှိအေးမိဘဆိုတဲ့စိတ်ရှိပြီးတော့မိဘကလည်းပဲဗုဒ္ဓဓာရတသင်္ဃဟောဆိုတဲ့အတိုင်းမွေးထားတဲ့သားသမီးတွေကြီးပွားတိုးတက်ဖို့အတွက်ငါတာဝန်ရှိတယ်ဆုံးမဩဝါဒပေးရမယ်သားသမီးကလည်းပဲအေးငါတို့ကိုကျွေးမွေးထားတဲ့မိဘတွေငါတို့ရဲ့ကျေးဇူးရှင်တွေဖြစ်တယ်ငါတို့ဟာယူသည်လေးစားပဲပြုစုဆောင်ရှောက်ရမယ်မြတ်စွာဘုရားကဘယ်လောက်ထီအောင်ဟောတာတော့ဆိုရင်တာယနံပါရိစရိယာယမာတာပိတုတုပန္တိတာဣတိဝနံပတံတန္တိပစ္စတိုက်ကေပမောရတိတဲ့အသိပညာရှိတဲ့သားသမီးတွေဟာတဲ့မိဘကိုပြုစုလုပ်ကြွေးကြတယ်တဲ့အဲ့ဒီလိုပြုစုလုပ်ကြွေးသည့်အတွက်ကြောင့်ဒီဘဝမှာချီးမွမ်းခံရပြီးတော့နောက်ဘဝကျတော့လေနတ်ပြည်ရောက်တယ်လို့ဒီလိုဟောထားတာနော်ဒီဘဝမှာအချီးမွမ်းခံရခြင်းနောက်ဘဝနတ်ပြည်ရောက်ရခြင်းဆိုတာမိဘကိုပြုစုခြင်းရဲ့အကျိုးကျေးဇူးအနေနဲ့မြတ်စွာဘုရားဖော်ပြထားတာအဲ့တော့စော်ကားမယ်ဆိုလို့ရှိရင်လေဒီဘဝမှာကဲ့ရဲ့ခံရပြီးနောက်ဘဝမှာငရဲကြမယ်ဆိုတဲ့အပြစ်ရမှာပဲဒေသနာတော်ဆိုတာအပြန်အလှန်နှစ်ခုယူရတယ်အကောင်းလို့ရင်ကောင်းဖြစ်တယ်ဆိုးလို့ရင်ဆိုးဖြစ်တယ်ဒီလိုရှိအောင်ဒါကြောင့်မို့မြတ်စွာဘုရားရဲ့အဆုံးအမတွေတို့အတိုင်းဝိုင်းထဲမှာမြန်မာလူမျိုးဗုဒ္ဓဘာသာဝင်တွေရဲ့အတိုင်းဝိုင်းထဲမှာဗုဒ္ဓရဲ့အဆုံးအမတွေဘယ်လောက်ထိတည်ရှိသလဲဘယ်လောက်ထိလိုက်နာနေကြသလဲဆိုတဲ့အပေါ်မှာမူတည်ပြီးတော့ဘုန်းကြီးတို့တွေဟာဆုပ်တဲ့တိုးတက်တယ်ဆိုတာကိုမှတ်သားနားလည်ကြမှာဖြစ်တယ်ကိုယ်နဲ့ပတ်သက်ပြီးတော့မဆုပ်ဖို့ကြိုးစားအထောက်ကြကိုယ်အတိုင်းဝိုင်းထဲမှာဒါမျိုးတွေမဆုပ်ရအောင်ကြိုးစားအထောက်အောင်အေးအဲ့ဒီလိုမိဘနဲ့သားသမီးကြားမှာမြတ်စွာဘုရားဟောကြားတဲ့မှန်ကန်တဲ့အမြင်တွေဟာဒီကနေ့ကမ္ဘာလောကကြီးမှာပျက်စီးဆုံးရှုံးလာပြီနောက်တစ်ခုပြောမိဘစကားဆိုတာသားသမီးကနားထောင်ရတယ်ဒါကရေပုံရအပြင်ပြောတဲ့စကားခုနစကားကိုပြန်ကောက်ကြည့်မိဘကအကျင့်သီလမရှိဘူးပညာမရှိဘူးသားသမီးကအကျင့်သီလရှိတယ်ပညာရှိတယ်ကဲမိဘကကိုယ်ကိုဆုံးမလို့ရှင်အရက်ပလင်းယူခဲ့စမ်းအရက်ငှားစမ်းသွားဝယ်စမ်းဆိုရင်ဘယ်လိုလုပ်နော်အဲ့လိုမိဘရမရှိနိုင်ဘူးလားအဲ့ဒီလိုရှိလာရင်ရောဘယ်လိုလုပ်ရမလဲနော်ဒါမျိုးကလောကကြီးမှာအခုမေးခွန်းတွေကတက်လာတယ်လေအဲ့ဒါမျိုးတွေတက်လာအဲ့တော့မြတ်စွာဘုရားကမိဘကိုသားသမီးကဘာလုပ်ပေးရမလဲလို့ဆိုတဲ့အခါမှာဓမ္မနဲ့ခြေဆုချရင်ခြေတယ်တဲ့တရားမရှိတဲ့မိဘတရားရှိလောက်အောင်သားသမီးကမိဘကိုတရားတရားဖြစ်လောက်အောင်သွေးဆောင်ပေးရမယ်ကိုချင်းသီလမရှိတဲ့မိဘကိုချင်းသီလရှိလောက်အောင်အသိပညာမရှိတဲ့မိဘအသိပညာရှိလောက်အောင်သားသမီးကလှုပ်ဆောင်ပြီးတော့ပေးနိုင်မယ်ဆိုရင်ဒီသားသမီးဟာမိဘခြေဆုကိုခြေလည်အောင်ဆက်ရရောက်တယ်ဓမ္မနဲ့ခြေလည်အောင်ဆက်ရရောက်တယ်လို့ဒီလိုသုတ္တန်တစ်ခုမှအဲ့ဒါလို့ဟောထားသည့်အတွက်ကြောင့်မိဘရဲ့ဒုစရိုက်လုပ်ငန်းကိုတော့သားသမီးကအမပေးတိုက်ဘူးပေါ့ကိုယ်တိုင်ကပညာရှိလာပြီဆိုရင်နော်ကောင်းတဲ့ဘက်ကိုသာလဲကိုမိဘကိုရောက်အောင်ပို့ဆောင်ပြီးတော့ပေးတဲ့နေတီဟိုကျောင်းမှာတောနဆိုတဲ့မထေမြတ်ရှိတယ်သူကငယ်စဉ်ကတည်းကယဟန်ဝတ်သွားပြီးတော့ယဟန္တာဖြစ်တယ်သို့တော့သူ့အဖေကတော့မုတ်ဆိုးကြီးဟောလို့ပြောလို့မရဘူးအသက်အရွယ်ကြီးလာတဲ့အခါကျတော့ဒီသားကောင်တွေကိုမဖမ်းနိုင်တော့အိုမင်းလာတဲ့အခါကျတော့မှ
ချော့မော့ပြီးကြောင်းခေါ်ပြီးဥစဉ်ကြီးကိုပေးထားတယ်ဥစဉ်ကြီးကိုပေးထားအဲ့ဒါလိုပဲလုံးဝမှာပဲအဖေကအရက်ဝယ်ရင်တော့ဝယ်မပေးနဲ့ပေါ့ချော့မော့ပြီးတော့အဲ့ဒီမှာချော်ရည်လေးပါလေးဝယ်ပေးပေါ့ဒီလိုပဲလုံးအောင်ပဲနော်အဲ့ဒါလိုသင်္ကန်းဝတ်ပေးထားတဲ့အခါတေကန်ကြီးကြတော့ဘာဖြစ်တယ်ဆိုအာယုန်နမိတ်တွေကသူလှုပ်ခဲ့တာတွေကအိမ်မက်လို့ပေါ်လာတယ်သူကမဟုတ်ဆိုးလုပ်တယ်ဆိုတော့ခွေးတွေမွေးလှန်နေဓာတ်တွေလေးတွေများတွေနဲ့တောလဲတာအဲ့တော့တရက်ဒီတေကန်ကြီးမိန်မောလာတဲ့အချိန်မှာသူ့ကိုခွေးတွေကဝိုင်းအောင်ပြီးတော့ကြိုက်တော့မဲ့အနေထားမျိုးသူသွားပြီးတော့အိမ်မက်ထဲလို့မြင်ရတဲ့အခါကျတော့လောက်ကြပါအောင်ခွေးတွေလားကုန်ပြီခွေးတွေကြိုက်တော့မယ်နဲ့အဲ့တော့သူ့သားသဘောပေါက်တယ်ဒါငရဲနမိတ်တွေထင်တာပဲငရဲကြတော့မှာပဲဆိုပြီးတော့စေရီရင်ပြင်ကိုပွေ့ချီသွားပြီးတော့ဥစဉ်ကြီးတတိထားဟောဒီမှာစေရီရင်ပြင်ရောက်နေပြီဟောဒီဖရာပန်းကိုလှူလိုက်ဒါလေးကိုလှူလိုက်ဖရာကိုအောင်ပြုလိုက်ခွေးတွေမလာတော့ဘူးမကြိုက်တော့ဘူးနဲ့ပြောလိုက်တဲ့အခါမှာသူအားရပြီးတော့ဖះကိုမျက်လုံးဖွင့်ကြည့်ပြီးတော့စိတ်ထဲမှာအကြောက်ကလေးပြေသွားပြီဖះကိုအာရုံပြုလိုက်တဲ့အခါကျတော့မှနတ်သမီးတွေလာနေပြီဆိုအာယုံကပြောင်းသွားတဲ့နော်အဲ့ဒီချိန်လေးမှာတည်သွားတော့နတ်ပြည်ဖြစ်သွားတယ်ကဲတင်လိုက်တာသာသမီကကဲတင်လိုက်တာအကုသိုလ်ကုသိုလ်ကအဲ့လိုကဲတင်လို့ရသလားလို့ဆိုရတယ်သူကတေဂန်ဒီမှာဖြစ်လိုက်တဲ့ကုသိုလ်ဟာအကုသိုလ်တခဏတာမြကဲတင်လို့လည်းရတေဂန်ဒီမှာဖြစ်တဲ့အကုသိုလ်ကလည်းပဲကုသိုလ်တွေလှုပ်ထားတာကိုအခွင့်အရေးမရအောင်သူကလက်ဦးမှုယူသွားတာမျိုးလည်းရှိတတ်တယ်ဒါကြောင့်မို့တေဂန်ဒီမှာအလွန်အရေးကြီးတယ်တဲ့တေဂန်ဒီမှာသိအရေးကြီးတေဂန်ဒီအချိန်ရောက်နေပြီဆိုလို့ရှိရင်ဗမာတွေမှာတော်တော်များများအနာနာလူမမာနာလာပြီးတောင်မေးမြောက်မေးဒီတောင်ကကြော်နိုင်မှာမထင်ပါဘူးဘိုးကတော့မေ့နေမှာမဟုတ်တာကြားနေတာအဲ့လိုတွေပြောဗန်စာဟုတ်ဒီမေးထားလိုက်ခဲ့လားတို့လက်မထိုးလိုက်ခဲ့လားတို့မေးတဲ့လူကမေးစိတ်နဲ့ကဘယ်နှထားတော့တို့အဲ့ဒါမျိုးတွေကမလောက်ထိုက်ဘူးတဲ့နော်လို့ကအဲ့ဒါလို့ရင်တော့သွားပြီးဒုက္ခရောက်ပြီဟိုလူကအဲ့လိုဖြစ်တတ်တယ်ဘုန်းကြီးတွေကြတော့လဲကိုတော်เจ้าဘသူအပ်ခဲ့တာတုံးလို့ဘာလို့လောက်ခုံအဲ့ဒုက္ခတွေရောက်တယ်အဲ့ဒီအချိန်မှာစိတ်ကလေးဖြောင်းနေအောင်ငြိမ်လေးထားပြီးတရားလေးဖွင့်ပေးတာတို့ကုသိုလ်ကောင်းမှုလေးလုပ်ပေးပြီးတော့ငြိမ်အေးချမ်းလေးနဲ့နေအောင်တိတ်ဆိတ်ကလေးနေရတယ်စကားမပြောအောင်မှန်အဲ့ဒီအချိန်မှာဆူညာနဲ့ဟိုလူလာဒီလူလာလက်မခံတာကောင်းတယ်နော်လာတဲ့လူကဟိုပြောဒီပြောသိပြောတာတူလည်းမပြောတတ်ဘူးဗမာတွေကအထုံးစံအရန်ကြဲပြောတတ်တယ်အဲ့ဒါတွေကဒုက္ခရောက်စေတတ်တဲ့အရာတွေဖြစ်တယ်ပေါ့ဒါကြောင့်မို့အရာရာမှာတတိထားရမယ့်ကိစ္စတွေဆင်ခြင်ရမယ့်ကိစ္စတွေလောကကြီးမှာရှိတယ်ပေါ့မိဘနဲ့သားသမီးဆက်လက်ပြီးတော့စဉ်းစားကြရသားသမီးကကိုကျင့်တရားကောင်းပြီးတော့မိဘမကောင်းဘူးဆိုရင်သားသမီးကမိဘအရာလို့နေပြီးတော့ကိုမိဘကောင်းလာအောင်သွေးဆောင်ဖြားယောင်းလို့တိုက်တွန်းနှိုးဆော်ပေးလို့ရှိရင်လေမိဘဟာကောင်းတဲ့အနေအထားမျိုးရောက်လာနိုင်တယ်ပေါ့ဒီလိုပဲလုပ်ရမှာပဲဟောနောက်တစ်ခုကဆိုပါစို့ကြံ့ဖန်ဖန်မေးတတ်ကြတယ်မိဘစကားကိုနေရာတိုင်းနားထောင်ရမှာလားလို့မေးတဲ့အခါမှာကျိုးချောင်းစီလျော်တဲ့မိဘစကားကိုတော့နားထောင်အောင်ကျိုးချောင်းစီလျော်မှုမဟုတ်ဘူးကုသိုလ်ကောင်းမှုနဲ့ပတ်သက်လာတဲ့ဟာမျိုးကိုကဥပမာဘုန်းကြီးဝတ်ချင်တယ်မိဘကမိုးစေခြင်းဘူးသို့တော်မြတ်စွာဘုရားကအဲ့ဒီနေရာမှာမိဘရဲ့သဘောတူညီချက်ကိုယူရမယ်လို့ဒီလိုဟောတာရှိတယ်ဒါကဘာကြောင့်ယူခိုင်းတာတော့ဆိုတော့ခမည်းတော်သုတ်တော်ရဏမင်းကြီးကလျှောက်သွားတာအရှင်ဘုရားတပည့်တော်ကိုဒါလေးတော့ဂရိပေးပါဆိုပြီးလျှောက်သွားတယ်နော်မိဘရဲ့စိတ်နှလုံးဆိုတာတဲ့ကိုသားသမီးပေါ်မှာအမြဲတမ်းချစ်တယ်တဲ့ဒါကြောင့်မို့မိဘခွင့်မပြုရင်သင်္ကန်းဝတ်မပေးပါနဲ့ဆိုတာကြောင့်မြတ်စွာဘုရားဒါကိုဂရိပေးလိုက်တာသို့တော့
ရှင်သာရိပုတ္တရာရဲ့ညီအငယ်လေးရေဝတဆိုတာကြတော့ရှင်သာရိပုတ္တရာကမှားထားတယ်ရဟန်းတော်တွေကိုကိုတော်တို့တဲ့တပည့်တော်ညီလေးရောက်လာလို့ရှင်ဝတ်ပေးလိုက်ပါတဲ့တပည့်တော်အမေဖေတွေကဗုဒ္ဓဘာသာတွေမဟုတ်ဘူးတဲ့ဘာသာကြားတွေဖြစ်နေတယ်သူတို့စီခွင့်တောင်းစရာမလိုဘူးသူပဲမိဘပါပဲလို့ပြောတာရှိတယ်နော်အဲ့တော့ကောင်းတာလုပ်ပြီးဆိုတဲ့အခါကျတော့တခါတခါမိဘသဘောတူသည်ဖြစ်စေမတူသည်ဖြစ်စေလောရတာရှိတယ်ကောင်းတဲ့အလုပ်လုပ်တာကိုကဲမြတ်စွာဘုရားရဲ့အလောင်းတိဋ္ဌရမင်းသားတောထွက်တယ်မိဘတွေကမထွက်စေချင်ဘူးစာပေထဲမှာဘယ်လိုရေးထားတော့ဆိုမာတာအကာမကဏံမာတာပိတုနံရုခန္တာနံနဲ့အမေဖေတွေကမသွားစေချင်လို့ငိုယိုနေတော့ဘုရားလောင်းလေးတောထွက်သွားမိဘကနားမထောင်ဘူးလို့ပြောမှာပေါ့ခဏခေတ်မှာဆိုရင်နော်အဲ့တော့ဒီကိစ္စမှာမိဘစကားနားထောင်နေလို့ရှိရင်ဘုရားပြစ်ပါမလားပြစ်ပါဗျာကောင်းတယ်ပဲလုပ်ရမယ်ဆိုတဲ့နေရာကြတော့မိဘစကားဟာအဓိကမဟုတ်ပြန်တော့ဘူးပေါ့ဒီလိုဆိုလိုတာနော်နားထောင်ရမယ်ဆိုတာဆုံးမဩဝါဒအနေနဲ့じゃနားထောင်အောင်သို့တော်မိဘစကားကကိုကြီးမှန်းတဲ့ကုသိုလ်တွေအောက်တန်းကျနေလို့ရှိရင်တော့နားထောင်စရာမလိုဘူးလို့ပြောရမှာပဲဒါတာရကရှိလားရှိတယ်လေဘုရားလောင်းနေမိဘစကားနားမထောင်မနဲ့တောထွက်သွားတာတွေအများကြီးပဲတောထွက်ပြီးတော့တရားဓမ္မကျင့်ကြံကြိုးကိုအထောက်တာပဲအဲ့တော့မိဘရဲ့ဆုံးမဩဝါဒကနှိမ့်ကျနေပြီးတော့ကိုလုပ်တဲ့အလုပ်ကပို့ပြီးတော့မြင့်မြတ်နေလို့ရှိရင်တော့မိဘစကားနားထောင်စရာမလိုတော့ဘူးပေါ့ဒီလိုဆိုမှာပေါ့နော်နိုင်ငံသားတွေကကြမ်းကြမ်းမှန်မေးတတ်တယ်ဒါမျိုးอ่ะကြမ်းကြမ်းမှန်မေးတယ်ကြမ်းကြမ်းမှန်မေးတာဟာကြမ်းကြမ်းမှန်တွေးလို့ကိုမတွေးရင်ကတော့ဘာမှမေးစရာတွေးမှာမဟုတ်ဘူးအဲ့တော့အမှတ်တမဲ့မနေရဘူးတွေးရကဲနောက်တစ်ခုသူတို့မေးတတ်တာလေးတစ်ခုရှိသေးတယ်မြတ်စွာဘုရားတောထွက်တဲ့အခါမှာကြည့်ရသောတရာကိုကလေးတယောက်နဲ့ပြစ်ထားခဲ့တာမဟုတ်လားကလေးတယောက်နဲ့ပြစ်ထားရင်စဉ်းစားကြည့်တယ်ရသောတရာရဲ့အမေအဖေနေရာကနေစဉ်းစားကြည့်ငါသမီးယူပြီးတော့ဟုတ်လားကလေးတယောက်နဲ့လုံးမကြွေးပဲနဲ့ပြစ်ထားခဲ့တယ်လို့မပြောပေဘူးလားပြောပါပဲသူ့ဖေကြီးကလည်းအဲ့တိုင်းပဲသုဘဗုဒ္ဓတဲ့ရသောရရဲ့အဖေဒေဝရရဲ့အဖေအဲ့ဒါနဲ့မချေနှက်တာသူဖရာရဲ့ဟိုရင်းတော်တယ်ဦးလေးတော်တယ်သုဘဗုဒ္ဓဆိုမေရမာယာရဲ့မောင်သူလုံးဝမချေနှက်ဘူးသူသမီးကလေးတယောက်နဲ့ပြစ်ထားခဲ့တယ်ဆိုပြီးတော့မချေနှက်ဘူးဖရာလောင်းတော်ထွက်သွားတာဘုရားဝင်ဖတ်တဲ့လူကတော့မလေးဟုတ်တယ်ဒါပေမဲ့သူ့အနေနဲ့ကြည့်မယ်ဆိုရင်ကျေနပ်စရာရှိရလားမရှိဘူးအဲ့ဒါမကျေနပ်လို့တခါတော့ကမြတ်စွာဘုရားကဒေဝဒဟတွေဝင်လာတဲ့အခါမှာသူကလမ်းပိတ်ပြီးတော့အရက်တောက်နေတယ်မြတ်စွာဘုရားဆုံးကမဲ့သွားလမ်းကိုအရက်တောက်နေတာတိတ်မပေးဘူးမြတ်စွာဘုရားကပြောတယ်သူဆုံးကသွားမယ်ဒီလမ်းကသွားမယ်ဆိုတော့အဲ့တော့ဗာပြောတော့ဆိုတိဋ္ဌထငါရငယ်တယ်ပေါ့ငါကိစ္စဆိုင်ဆရာမလို့မကျေနပ်ချက်တွေနဲ့နော်လမ်းပိတ်ပြီးတော့အရက်တောက်နေတာရသော်ဘုရားကဗာပြောတော့ဆိုအေးဒီဘာတွေတော့မင်းကြီးရတော့9ရက်လောက်နေရင်တော့မြေမြူတော့မှာပဲသူအကုသိုလ်တွေကတော့များနေပြီရသော်ဘုရားပေါ်မှာစော်ကားတဲ့စိတ်တွေကအလွန်များတော့အထွတ်ထိပ်ရောက်သွားပြီနောက်ဆုံးကြတော့အဲ့ဒီစကားကိုနားတော့ကြားတော့သူကြောက်တယ်ကြောက်လို့9ထပ်ရှိတဲ့တိုက်ပေါ်မှာတက်နေတယ်တက်နေပြီးသူအောက်မဆင်းမိအောင်လို့ဆိုပြီးတော့အထက်တိုင်းမှာလက်ဝိသမားတယောက်စီချထားတယ်အကယ်၍များသူမေ့ပြီးဆင်းလာရင်အပေါ်ပြန်တွန်းပြီးတော့တင်ရမယ်လို့ပြောထားတာနော်လူ9ယောက်နောက်ဆုံး9ရက်ပြည့်တဲ့နေ့ကျတော့သူစီးတဲ့မြင်းကထိမ့်မရအောင်အော်ဟစ်နေတယ်ဟီးနေတယ်ပေါ့လေခုံပေါက်ဟီးနေတော့အဲ့ဒီမှာသူမေ့သွားတယ်မြင်းကိုထိမ့်ဖို့ဆိုပြီးတော့သူဆင်းတာဆင်းတော့ဟိုကောင်တွေကလည်းပဲတွန်းတင်ရမယ်အစားအောက်ကြီးပဲတွန်းချအဲ့ဒါနဲ့အောက်ရောက်သွားပြီးမြေကြီးပေါ်လည်းရောက်မြေမြူသွားတယ်ဆိုတဲ့ဇာလံရှိတယ်လေအဲ့ဒါဒေဝရတ်တို့ရသောရတို့ရဲ့အဖေပဲ
မကြေမနပ်စိတ်တွေဖြစ်တတ်တယ်ဆိုတာဒါလူတဘာဝပဲဒါပြောလို့ရကဲအဲ့ဒီနေရာမှာမြတ်စွာဘုရားဟာရတော်တရားနဲ့သားတော်ပေါ်မှာတောင်းဝတရားမကြေဘဲနဲ့ရက်ဆက်ထားလားလို့ဆိုတော့ဒါကသူ့ရဲ့အလွန်မြင့်မြတ်တဲ့ဆန္ဒအရာသူလို့တာသူတို့ကမှပြက်လို့ပျက်စီးစေဆိုစိတ်ဓာတ်မဟုတ်ဘူးဒါဒီကလေးတယောက်နဲ့ငါပြစ်ထားခဲ့မယ်ဆိုစိတ်မဟုတ်ဘူးဒီတရားကျင့်မှတရားတွေအလုံးကိုကဲတင်နိုင်တဲ့တရားအလုံးကိုရှင်းပြနိုင်တဲ့တရားဓမ္မကိုငါသိနိုင်မှာဒါကြောင့်မို့လို့ငါတရားကျင့်ရမယ်ဆိုစိတ်နဲ့သွားတာဒီတို့သားမိနှစ်ယောက်ဒုက္ခရောက်စေဆိုစိတ်မရှိဘူးနော်လူစရာတမင်လောက်တာနဲ့တမင်လောက်တာမဟုတ်တာဆိုတာရှိတယ်လေတမင်လောက်တာမဟုတ်ဘဲနဲ့တမင်မလောက်ဘဲနဲ့ထိခိုက်နေတာဒီလောကမှာအများကြီးရှိတယ်ကဲလမ်းပေါ်မှာကားမောင်းသွားတယ်ကိုမမြင်တဲ့အကောင်မလောင်တွေတက်ချိတ်မသွားဘူးလားတမင်လောက်တာဟုတ်ကဲ့လားအေးလမ်းလျှောက်သွားလို့ရှင်လဲဘဝစိတ်တွေလို့ကောင်းနေတက်နင်းသွားတာပဲသေတာပဲအဲ့တော့ဒါတွေကတမင်လောက်တာမဟုတ်သည့်အတွက်ကြောင့်အကုသိုလ်လို့ပြောလို့မရဘူးဒါတွေကနော်ကိုယ့်ရဲ့ရည်ရွယ်ချက်ကမြတ်စွာဘုရားရဲ့ရည်ရွယ်ချက်ကတင်းတို့သားမိနှစ်ယောက်ဒုက္ခရောက်စေဆိုစိတ်မရှိဘူးတရားတွေအသိဉာဏ်သိရင်သူတို့နှစ်ယောက်အပါအဝင်တရားတွေချမ်းသာမဲ့နိလန်းကိုငါရမယ်ဘုရားဖြစ်လာတဲ့အခါကျတော့ထူခြားတဲ့အသိဉာဏ်ရမယ်လို့ဆိုပြီးတော့သွားတာမြတ်စွာဘုရားနော်ဒါကတစ်ခုနောက်တော့သာသမီနဲ့မိဘဆိုဝေတန္တရာဇတ်ထဲမှာဖတ်ဖူးကြတယ်မို့လားသားလေးနဲ့သမီးလေးကိုဇုစကားပုံနာလာလှူခံတဲ့အခါကျတော့နော်လှူလိုက်တယ်မို့လားခုခေတ်အနေနဲ့ကြည့်မယ်ဆိုလို့ရှင်ရက်ဆက်တယ်လို့ပြောရမှာပဲရက်ဆက်တယ်လို့ပြောကြမှာကိုသားကိုသမီးကိုဖျားဖြစ်ချင်တာနဲ့လှူတယ်လို့နိုင်ငံခြားလှူတယ်အဲ့လိုတွေးတယ်အဲ့တော့ဘယ်လိုပြောရတော့ဆိုရင်အဲ့ဒီခေတ်မှာခုခေတ်ပြောနေတဲ့ human right ပေါ့သူကြတော့ father right ပေါ့နော်အဖေရဲ့အခွင့်အရေးဟာမိသားစုပေါ်မှာအဖေကဆုံးဖြတ်ပိုင်ခွင့်ရှိတယ်သူတို့ခေတ်ကနော်မိဘကဆုံးဖြတ်ပိုင်ခွင့်ရှိတယ်ဖခင်ကဆုံးဖြတ်ပိုင်ခွင့်ရှိတယ်ဖခင်ဆုံးဖြတ်တဲ့အတိုင်းသားသမီးကလိုက်နာကြရတယ်အဲ့ဒီခေတ်မှာနော်သူ right ရှိတယ်ပေါ့သူ့အနေနဲ့ကလည်းသားသမီးတွေကိုမုန်းလို့လှုပ်တာမဟုတ်ဘူးသားသမီးတွေတဲ့မျက်နှိုးတာရှိတယ်မြတ်စွာဘုရားဒီအလောင်းတော်ကိုယ်တိုင်ကပြောတယ်ငါသားသမီးတွေကိုမမုန်းဘူးဒါပေမဲ့သားသမီးတွေတဲ့ပိုချစ်တဲ့တမ္ပယုတဉာဏ်တော်ကြီးကိုရဖို့ရအတွက်ဒီလုံးမဖြစ်မယ်ဆိုရင်လုံးရတယ်လို့ဆိုတဲ့အဓိပ္ပာယ်မျိုးပြောတယ်ဆန္ဒကိုကအမှန်တမ်းကြီးမားနေတယ်ပေါ့နော်ကြီးမားနေသည့်အတွက်ကြောင့်သားသမီးတွေကိုလှူလိုက်တာဟာမင်းတို့ဒုက္ခရောက်ပြီတော့ဆိုတဲ့စိတ်ဓာတ်မျိုးနဲ့လှူတာမဟုတ်ဘူးသူ့အနေနဲ့ဘာမဆိုလှူနိုင်တယ်ဆိုတဲ့ဒီပြန်ပြီးတော့မပေးနိုင်ဘူးဆိုတဲ့မစ္စရိယစိတ်ကဘယ်နေရာမှမရှိတော့တာသားသမီးမပြောနဲ့သူ့ရဲ့ရင်ထဲကနှလုံးသားထုတ်လှူဆိုလဲလှူမှာပဲမျက်လုံးတောင်းရင်လည်းမျက်လုံးထုတ်လှူမှာပဲသွေးတောင်းရင်လည်းသွေးကိုထုတ်လှူမှာပဲအဲ့ဒီလိုစိတ်ဓာတ်မျိုးရှိနေတာဆိုတော့အပြင်ဘက်ကပစ္စည်းမျိုးကိုမပြောနဲ့သူအတွင်းကပစ္စည်းတောင်လှူမှာလို့ဆိုသည့်အတွက်ကြောင့်ဒါဖခင်တရားရဲ့ right အနေနဲ့လုပ်တယ်လို့ဟိုသားသမီးကိုဒုက္ခရောက်အောင်လုပ်တာမဟုတ်ဘူးလို့ဒီလိုပြောရမှာပဲเนาะချမ်းချမ်းဖန်ဖန်နိုင်ငံသားတွေကလည်းမေးတယ်အိန္ဒိယမှာသူ right ဆိုတာရှိတယ်အဲ့ဒီခေတ်ကအဲ့ဒီအခွင့်အရေးအရာမြတ်စွာဘုရားဟာသာသမီဘုရားအလောင်းတော်ဟာဒီလိုလုပ်ခဲ့ခြင်းသာဖြစ်တယ်။နောက်မရီဒေဝီကိုလှူတယ်ဆိုတာလည်းပဲဒီတိုင်းပဲအိန္ဒိယနိုင်ငံမှာအခွင့်အရေးဆိုတာတွေအမျိုးမျိုးရှိတယ်။ကြားဘူးကြပါလိမ့်မယ်။အိန္ဒိယနိုင်ငံမှာဒီအင်းရှင်ယောက်ျားကတည်သွားလို့ရှိရင်အမျိုးသမီးကမုတ်ဆိုးမအဖြစ်မခံနိုင်ဘူး။မုတ်ဆိုးမအဖြစ်မခံနိုင်တော့ဘာလို့တော့ဆိုအင်းရှင်ယောက်ျားတကြိုတဲ့ထဲမှာသူတို့ပါထည့်တကြိုလိုက်တာ။နော်အဲ့ဒါကိုစတီလို့ခေါ်တယ်သူတို့အိန္ဒိယဝါဒနဲ့စတီအင်္ဂလိပ်လက်ထက်ရောက်တဲ့အခါမှာဥပဒေနဲ့တားပြီးတော့အကြီးကျယ်လုံးဝပျောက်သွားတာမဟုတ်ဘူးခဏခေတ်တောင်ချောင်းညိုချောင်းကြားတောရွာတွေမှာကျန်နေသေးတယ်အဲ့ဒါအိန္ဒိယမဟာရာဇာတယောက်မှာ
မိဖုရား900ရှိတဲ့ထဲမှာနော်ဘုရင်ကြီးအဲ့ဒီမဟာရာဇာတည်သွားလို့ရှိရင်နောက်ကနေပြီးတော့သူ့ကိုမိတကြိုတဲ့ထဲမှာတူတူတကြိုခံမဲ့အမျိုးသမီးက250ရှိတဲ့သူတို့စိတ်နဲ့ကိုနော်သူတို့စိတ်နဲ့ကိုလိုက်ပြီးသိမဲ့ဟာတွေအများကြီးပဲရှိတယ်ဒါလူဆိုတာယုံကြည်မှုပေါ်မှာမူတည်ပြီးတော့လုပ်ကြတယ်ဒါကြောင့်မို့လို့မိဘနဲ့သားသမီးကြားမှာမှန်ကန်တဲ့အမြင်ဆိုဒီမှာမိဘဆိုတာရှိတယ်မိဘရဲ့ကျေးဇူးတရားဆိုတာရှိတယ်မိဘကိုပြုစုလို့ရှိရင်ကုသိုလ်ရတယ်မိဘကိုစော်ကားလို့ရှိရင်အကုသိုလ်ဖြစ်တယ်မိဘကိုတတ်ဖြတ်မဲ့မာတုကာရကကထိုက်တယ်မိဘကိုပြုစုလို့ကြွရင်ကြီးမားတဲ့ကုသိုလ်တရားတွေဖြစ်တယ်အဲ့ရဲ့ကျေးဇူးကိုဓမ္မနဲ့ဆက်လို့နိုင်တယ်ဆိုတဲ့ဒီမြတ်စွာဘုရားရဲ့အဆုံးအမတရားတွေကိုမှတ်သားပြီးတော့မိဘနဲ့ပတ်သက်လာလို့ရှိရင်လွဲမှားတဲ့အတွေးတွေမတွေးမိစေဖို့မှန်ကန်တဲ့အတွေးတွေထားပြီးတော့ကုသိုလ်တရားဖြစ်ပွားအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း